အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောသွားမယ့်စာအုပ်ကတော့ The Whole Brain Child ဆိုတဲ့ခေါင်းစဉ်နဲ့စာအုပ်ပါ The Whole Brain ဆိုတဲ့ဟာတော့ကျွန်တော်တို့အုံနောက်တစ်ခုလုံးအသုံးချနိုင်တဲ့ကလေးတစ်ယောက်ဆိုတဲ့ခေါင်းစဉ်ပေါ့နော်အဲ့မှာသူကပို့ပြီးတော့မိဘတွေအတွက်ပို့ပြီးတန်ဖိုးရှိမယ်မိဘတွေတင်မကပါဘူးဆရာဆရာမတွေရောကျွန်တော်တို့လူကြီးတိုင်းအတွက်တန်ဖိုးရှိမဲ့အရာတော့ဗာလဲဆိုရင်သူကဒီစာအုပ်ထဲမှာသူက12 proven strategies to nurture your child's developing brain ဒီကလေးတစ်ယောက်ရဲ့အုံနောက်ကိုကျွန်တော်တို့ဖွံ့ဖြိုးအောင်လူကြီးတွေအနေနဲ့ဘယ်လိုမျိုးကူညီလို့ရလဲပေါ့နော်အားလုံးပေါင်းအချက်စနစ်ချက်ကိုသူကပေးသွားတယ်ဒီအချက်စနစ်ချက်ကလူကြီးတစ်ယောက်အနေနဲ့ကလေးကိုကူညီပေးလို့ရတယ်လို့လူကြီးကိုယ်တိုင်လဲကျွန်တော်တို့ကိုယ်တိုင်လဲကိုယ့်ဟာနဲ့ကိုယ့်ရဲ့အုံနောက်ကိုဖွံ့ဖြိုးအောင်ဒီနည်းလမ်းအနေနဲ့ပြန်ပြီးတော့အသုံးချလို့ရတယ်သဘောတရားတွေကတော့အတူတူပဲဘာကြောင့်လဲဆိုရင်ဒီစာအုပ်ထဲမှာလည်းပါတယ်တခြားစာအုပ်တွေထဲမှာပါတယ်ပေါ့နော်အသက်တာကြီးသွားတာတချို့တွေကျတော့ကျွန်တော်တို့ရဲ့အုံနောက်တွေကတချို့အပိုင်းတွေမှာကလေးတစ်ယောက်လိုမျိုးပဲရှိနေသေးတယ်ကလေးတစ်ယောက်လိုမျိုးဖွံ့ဖြိုးဖို့လိုနေသေးတယ်ဆိုတဲ့ဟာလေးကိုဆိုလိုတဲ့အနေနဲ့ရေးသွားတာအဲဒါဆိုရင်ကျွန်တော်တို့စလိုက်ပါမယ်ပထမဆုံးသူစသွားတဲ့မေးခွန်းလေးကိုကျွန်တော်အရင်သဘောကျတယ်ဘာကြောင့်လဲဆိုတော့ဒီမေးခွန်းလေးက simple တော့ဖြစ်တယ်ဒါပေမဲ့တော်တော်များများမေ့နေကြတယ်ပေါ့နော်မိဘတွေဆရာဆရာမတွေလူကြီးတွေကမေ့နေကြတယ်အဲ့တော့ဘာကိုမေးသွားလဲဆိုရင် take a moment and ask yourself တဲ့ခဏလောက်ကိုယ့်ကို pause လေးလုပ်ထားပြီးတော့မေးကြည့်ပေးပါအဲ့ဒါဘာလဲဆိုရင်what do you really want for your children ကိုယ့်ရဲ့သားသမီးဒါမှမဟုတ်ကိုယ့်ရဲ့ကလေးတွေအတွက်ကိုကဘာတကယ်လိုချင်တာလဲဘာတကယ်မျှော်လင့်တာလဲတဲ့ပြီးတော့ဒုတိယအနေနဲ့ဘာကိုမေးရမလဲဆိုရင် what qualities do you hope they develop ကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့ကလေးတွေကိုဘယ်လိုမျိုးအရေးချင်းနေနဲ့ပြေဝစေချင်တာလဲ and take it into their adult lifeငယ်စဉ်ဘဝမှာဘလို့အရေးချင်းနေနဲ့ပြည်စုံပြီးတော့အဲ့ဒီအရေးချင်းတွေကိုလူကြီးတယောက်ဖြစ်လာရင်ပါသွားစေချင်တာလေတဲ့ဒါကတော့တခြားသောစာအုပ်တွေမှာတခြားသော education စာအုပ်တွေမှာလည်းကျွန်တော်ပြောပြခဲ့ဘူးလေပေါ့နော်စာတော်တွေတို့ဘာလို့ဆိုတဲ့ဟာအမှန်မှန်တော့ဘယ်ကနေဖြစ်တင်တာလဲဆိုရင် by product အနေနဲ့ result တစ်ခုအနေနဲ့ဖြစ်တင်တာစာချက်တယ်ဆိုတဲ့ဟာအမှန်မှန်တော့ဘာကိုကျွန်တော်တို့က train လုပ်ဖို့လဲဆိုလို့ရှိရင် self control ကိုကျွန်တော်က train လုပ်ဖို့ self control ရှိလာတဲ့အခါမှာကလေးတယောက်က responsibility ရှိလာတဲ့အခါမှာဒီဘက်ကရလာတဲ့စာတော်လာတဲ့ပတ်ဝန်းကျင်နဲ့တင်တင်အောင်နေထိုင်နိုင်တယ်သူရဲ့ emotions တွေကို control လုပ်နိုင်တယ်ဆိုတဲ့ဟာတွေကဘာတွေလဲဆိုလို့ရှိရင် results တွေနဲ့ကျွန်တော်တို့က qualities ဒါမှမဟုတ်အရေးချင်းတွေနဲ့မကွဲလို့ဖြစ်နေတာအဲ့တော့ဒီစာအုပ်ထဲမှာတော့သူကဘာကိုအဓိကထားသွားလဲဆိုလို့ရှိရင်ကျွန်တော်တို့အုံနောက်ကိုဘယ်လိုမျိုးပြောင်းလဲပေးဒါမှမဟုတ်ကလေးတွေရဲ့အုံနောက်ကိုဘယ်လိုမျိုးပြောင်းလဲပေးလိုက်ခြင်းအပြင်သူတို့မှာတကယ်လိုအပ်တဲ့အရေးချင်းတွေရသွားမယ်ဆိုတဲ့ဟာကိုပို့ပြီးတော့သိသာလာမယ်ပို့ပြီးတော့ပေါ်လွင်လာမယ်ဆိုပြီးတော့ပြောပြတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်မှာသား2ယောက်ရှိတယ်တယောက်က10နှစ်တယောက်က12နှစ်အဲ့တော့ဒီစာအုပ်ကိုကျွန်တော်ပြောလို့ကျွန်တော်က parenting မှာဆရာကြီးလို့ကျွန်တော်ပြောလို့မရဘူးကျွန်တော်ကိုယ်တိုင်လည်းတစ်ခါလေကြားလို့ရှိရင်ကလေးတွေអော်မိတယ်စူမိတယ်ဆိုတဲ့ဟာမျိုးတွေကဖြစ်နေတော့မယ်ပေါ့နော်ဒါပေမဲ့ဒီစာအုပ်ကိုနားလည်သွားတဲ့အခါမှာဘာတော့နေသွားလဲဆိုရင်အဲ့လိုမျိုးအကျင့်ရည်အတွက်ကနေသွားတယ်ရင်တော့ဆိုကျွန်တော်အားလုံးကြားဘူးမယ်ထင်ပါတယ်သူများကလေးကိုစာသင်ရတာစာသင်အေးစီစီပဲဒါပေမဲ့ကိုယ်ကလေးကိုစာသင်လို့ရှိရင်ကျွန်တော်တို့ကမျိုးဟာတွေတိုင်းစာသင်ဘူးတယ်ဆိုရင်သိပါလိမ့်မယ်ဒေါသတွေထွက်လာကြတယ်ခဏလေးနဲ့ချစ်စိတ်မရှိဘူးဆိုတဲ့ဟာမျိုးတွေဖြစ်လာကြတယ်အဲ့တော့ဒီစာအုပ်ကိုကျွန်တော်သိပြီးတဲ့အခါမှာတော့အဲ့ဒီဟာတော်တော်လေးငယ်သွားတယ်စာအုပ်က2011တုန်းကရေးထားတာပေါ့နော်အဲ့တော့ဒါဆိုရင်တော့နည်းနည်းတော့ကြာသွားပြီပြီးတော့ parenting မှာဆိုလို့ရှိရင်လည်းတော်တော်လေးနာမည်ကြီးတယ်စာအုပ်တော့မြန်မာလူလည်းဘာသာပြန်ထားတယ်လို့တော့ပြောတယ်ကျွန်တော်တို့မြန်မာလူတော့မဖတ်ဘူးအင်္ဂလိပ်လိုဖတ်ဘူးတာအဲ့ဆိုလို့ရှိရင်ခုနကမေကွန်းကိုတဲ့သူအဲ့လိုမျိုးပေါ့နော်ဖြေခိုင်းလိုက်တဲ့အခါမှာဘာတွေအများစုကတော့ဘယ်လိုမျိုးဖြေမှာလဲဆိုရင် you want them to be happy ကလေးတွေကိုကျွန်တော်ကသားသမီးတွေကိုပြောစေချင်တယ် independent သူများကိုအားကိုးတာမဟုတ်ဘဲနဲ့ကိုယ့်အနေကိုအားကိုးတတ်တဲ့စိတ်ရှိစေချင်တယ်နောက်တစ်ခုကတော့ successful เนาะဒါကိုမိဘတိုင်းကကိုယ့်သားသမီးကိုအောင်မြင်စေချင်တယ်အောင်မြင်တယ်ဆိုတဲ့ဟာကိုကျွန်တော် definition တွေအများကြီးခွဲလို့ရတယ်ဒါပေမဲ့အောင်မြင်စေချင်တယ်ဘယ်ဟာပဲဖြစ်ဖြစ်ဘာပဲလုပ်လို့အောင်မြင်စေချင်တယ်ဆိုတဲ့သဘောတရားကရှိထားပြီးသားပြီး enjoy fulfilling relationships and live a life full of meaning and purpose ဒါလည်းအများအားပြောကြရပါတော့ meaningful ဖြစ်တဲ့ဘဝဒါမှမဟုတ်အဓိပ္ပာယ်ရှိတဲ့ဘဝလေးရစေချင်တယ်ဆိုတဲ့ဟာကတော့ဒါမိဘတွေကနေပြီးတော့သားသမီးတွေပုံမှာမျှော်လင့်နေတာမှမဟုတ်ရှိစေချင်တယ်ဖြစ်စေချင်တယ်သဘောတရားလေးအဲ့ဒါမှသူကဘာဆက်ပြောလဲဆိုရင်အဲ့ဒါဆိုလို့ရှိရင်ဒီလိုတွေဖြစ်စေချင်တယ်လို့ကျွန်တော်တို့ကပြောကြတယ်အကုန်လုံးကလည်း common ဖြစ်ကြတယ်ဒါပေမဲ့တဲ့အဲ့လိုအရေးချင်းတွေဖြစ်သွားအောင်အဲ့လိုအရေးချင်းတွေရှိသွားအောင်ကျွန်တော်တို့ဘလောက်အချိန်ပေးလဲဘလောက်အားစိုက်ထုတ်မှုတွေပေးတယ်လဲကျွန်တော်တို့က
သင်္ချာဆိုရင်တော့ကျူရှင်တွေအများကြီးထားတယ်အင်္ဂလိပ်စာဆိုရင်တော့ကျူရှင်တွေအများကြီးထားတယ်အမှတ်တွေကောင်းကျွန်တော်ကလုပ်ကြတယ်ဒါပေမဲ့ဒီအရေးချင်းတွေပြေဝလာအောင်ကြတော့ကျွန်တော်တို့ဘာတွေလုပ်ပေးလဲဆိုရင်တော်တော်များများကျွန်တော်တို့လုပ်ပေးဖို့အားနေနေအရန်သိတာမြင်တာတဲ့စာမွေးမှာအမှတ်ကောင်းအောင်လုပ်တဲ့ဟာမျိုးပဲကျွန်တော်တို့ကဦးစားပေးနေတာမျိုးတွေဖြစ်နေကြတယ်အားကြောင့်မလဲအခုနောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ကြားနေတဲ့ social emotional learning ဆိုတဲ့ဟာကတော်တော်လေး popular ဖြစ်လာပြီးတော့အခုဆိုရင်တော့မြန်မာနိုင်ငံမှာလည်းတဖြည်းဖြည်းနဲ့တော့ popular ဖြစ်လာတယ်။အဲ့တော့အဲ့ပိုင်းကတော့ကျွန်တော်တို့ကိုယ်တိုင်ကိုလည်းဒီ education field မှာဒီ SEL ဆိုတဲ့သဘောတရားလေးမှာကျွန်တော်အများကြီးပါဝင်ပြီးတော့အလုပ်လုပ်နေတာရှိတယ်။အဲ့တော့ဒီဟာလေးကိုကျွန်တော်ရှေ့ဆက်သွားလိုက်မယ်။ကြည့်ဒါဆိုလို့ရှိရင်တဲ့ဒီကလေးတွေကိုခုနပြောတဲ့အရေးချင်းတွေရဲ့သူတို့ကိုသူတို့ပို့ပြီးတော့နားလည်သွားအောင်ရဲ့သူတို့ရဲ့ whole brain ကိုသုံးနိုင်အောင်ကျွန်တော်တို့ကဘာလုပ်ပေးဖို့လိုမလဲဆိုလို့ရှိရင်ဒီစနစ်တကျနည်းလမ်းနေနဲ့ပြုစုပြောထောင်ပေးဖို့လိုမယ်ဒီစာအုပ်ကိုရေးထားတဲ့ရွေချက်ကလည်းဒီစာရေးဆရာ2ယောက်ပေါ့နော်ဒီ professor 2ယောက်ကရေးထားတဲ့ရွေချက်ကလည်းအဲ့ဒီသဘောတရားလေးဖြစ်သွားအောင်ဒီကလေးတွေရဲ့အုံနောက်ကိုကျွန်တော်တို့က grow လုပ်ပေးနိုင်အောင်ရဲ့ပြီးတော့ develop လုပ်ပေးနိုင်အောင်သူတို့ဒီမှာ research တွေကိုအခြေခံထားပြီးတော့ဒီစာအုပ်ကိုရေးခဲ့တယ်ဆိုပြီးတော့ဒါ introduction မှာရှင်းပြတာဒါကတော့ဒီစာအုပ်ရဲ့ content ပေါ့နော်။ဘာကြောင့်လဲဆိုရင် content ကိုမြင်လိုက်တဲ့အခါမှာပို့ပြီးတော့မြင်သာသွားအောင်။ဒီမှာပထမဆုံးအပိုင်းမှာရေးထားသလိုပဲပေါ့နော်။ parenting with the brain in mind ဆိုတာ parenting ဆိုတော့ကျွန်တော်ကကလေးတွေကိုပြုစုပြောထောင်ပေးတာ။ဘာနဲ့ပြုစုပြောထောင်ပေးတာလဲ။ဘယ်ရှုထောင့်ကနေပြုစုပြောထောင်ပေးမှာလဲဆိုရင်ဒီစာအုပ်ကဘာကို focus ထားလဲဆိုရင်အုံနောက်ကို focus ထားပြီးတော့အဲ့အုံနောက်မှာကျွန်တော်တို့ကဒီ integration ဆိုတဲ့စကားလုံးလေးကိုသူကဦးစားပေးပြီးတော့ရှင်းပြတာ integration ဆိုတဲ့ဟာတော့အားလုံးကိုပူးပေါင်းလိုက်တယ်လို့သူကဆိုလိုတာအဲ့သူရဲ့ဒီ size ရာ2ယောက်ရဲ့အမြင်ကတော့ဗာလဲဆိုရင်ကလေးတွေမှာပြဿနာတွေတက်နေတာဒါမှမဟုတ်လူလက်ပိုင်းရောက်လာတဲ့ခါမှာလူကြီးပိုင်းကိုရောက်လာတဲ့ခါမှာသူတို့ emotions တွေ control မလုပ်နိုင်ဘူးကိုယ် control မလုပ်နိုင်ဘူးဆိုတဲ့ဟာတွေကဘယ်မှာအားနည်းသွားလို့လဲဆိုရင် integration မှာအားနည်းသွားတယ်အဲ့တော့ဒါကိုကျွန်တော်တို့ပို့ပြီးတော့အသေးစိတ်ပြင်ပြပြသွားမယ်အဲ့ဒါပြီးတော့မှသူက integration လုပ်ဖို့ဆိုရင်အစိပ်ပိုင်းဘယ်နှခုကို integrate လုပ်ရမှာလဲဆိုလို့ရှိရင်သူက5ခုကိုဒီနေရာမှာသူက5ခုကိုဖော်ပြသွားတယ်ပထမဆုံး integration ကဘယ် level မှာလုပ်ရမှာလဲဆိုရင်အုံနောက်ရဲ့ horizontal level မှာ integration လုပ်ရမယ်ဆိုပြီးတော့ပြောတာတယ်ပြီးတော့မှကျွန်တော်အသေးစိတ်ပြောမယ်ဒါကတော့အရင်ချင်း overall content ကိုပြောပြမယ်ဒုတိယအဆင့်ကတော့ဘယ် level မှာကျွန်တော်တို့ကဘယ်လိုမျိုး integrate လုပ်ရမှာလဲဆိုရင် vertical level မှာအုံနောက်ရဲ့ vertical level မှာကျွန်တော် integrate လုပ်ရမှာဒါဒုတိယအပိုင်းတတိယအပိုင်းကကျတော့ဘာကို integrate လုပ်ရမှာလဲဆိုရင်ကျွန်တော်တို့ရဲ့ memories တွေနဲ့ experience တွေကိုပြန်ပြီးတော့ integrate လုပ်နိုင် memories အသစ်တွေ experience အသစ်တွေကိုအဟောင်းနေနဲ့ကျွန်တော်တို့က integrate လုပ်နိုင်အဲ့လိုမျိုး integrate မလုပ်နိုင်ဘူးဆိုလို့ရှိရင်ခုနပြောတဲ့ကျွန်တော် emotional trauma တို့ကိုမထိန်ထိန်ချုံနိုင်စွာမရှိတာတို့တွေကဖြစ်နေလိမ့်မယ် number 4ကတော့ဘာကို integrate လုပ်အောင်လဲဆိုရင်အုံနောက်နဲ့တခြားသောအစိပ်ပိုင်းတွေကိုလည်းကျွန်တော်တို့လာပြီးတော့ integrate လုပ်မယ်အဲဒါကြောင့်လို့သူရေးထားတာ United States of Me ဆိုတာကိုယ့်ရဲ့တခြားသောအစိပ်ပိုင်းတွေကိုလာပြီးတော့တစုတဝေးတဲ့ဖြစ်သွားအောင် integrate လုပ်ပေးရမယ်နောက်ဆုံးအဆင့်အနေနဲ့ကတော့ me and me to we integration အဲ့တော့ခုနကပထမ၄ခုကတော့ကိုတယောက်တည်းနဲ့ပဲဆိုင်တယ်အခုနောက်ဆုံးအဆင့်ကတော့ဘာလုပ်ရမှာလဲဆိုရင်ကိုတယောက်တည်းကနေပြီးတော့ me ကနေပြီးတော့ we ဆိုတာပတ်ဝန်းကျင်နဲ့ကျွန်တော်ဘယ်လိုမျိုး integrate လုပ်လဲဆိုပြီးတော့သူကဒီ၅ချက်ကိုအဓိကထားပါတယ်ဒီစာအုပ်လေးရဲ့အဓိကစကားလုံးကဘာလဲဆိုရင် integration အဲ့မှာကျွန်တော်တို့ဘာကို focus ထားလဲဆိုရင် parenting ကိုဘာကနေ focus ထားလဲဆိုရင် brain ကနေ focus ထားတာပထမဆုံးသူဒီပေါ့နော် brain ကြောင့်စပြောတဲ့အခါမှာသူကဥပမာလေးနဲ့စသွားတယ်အဲ့ဥပမာလေးကလည်းကျွန်တော်ရန်သဘောကြားတယ်အဲ့ဥပမာလေးကဘာလဲဆိုရင်သူပေးသွားတဲ့ပေါ့နော်ဒီမှာမြင်နေရတဲ့စကားလုံးလေးဒီစကားလုံးလေးကဘာခေါ်တာလဲဆိုလို့ရှိရင်သူက ear woo woo ဆိုပြီးတော့ဒါလေးပြောထားတာဒီပုံမြင်လေးပေါ့ဒီတကယ်ဖြစ်ပျက်လေးကဘာလဲဆိုရင်ဒီနှစ်သားလေးอ่ะပေါ့နော်အဲ့နှစ်သားလေးကမူဂျို principal ပေါ့မူဂျို principal တယောက်ရဲ့သားလေးအဲ့မှာအဲ့ principal အမျိုးသမီးอ่ะတဲ့သူတနေ့ကျတော့သူ့ရှေ့ဖုန်းလာတယ်ဘာဖြစ်တာလဲဆိုလို့ရှိရင်သူ့သားနှစ်ပဲရှိတယ်သူ့ရဲ့သားရဲ့သူ့သားကိုထိန်းပေးတယ်ကလေးပေါ့နော်ကလေးတိန်ပေါ့ဒီ baby sitter ရဲ့ဘာဖြစ်တာလဲဆိုရင်ကား accident တစ်ခုဖြစ်တာကား accident ဖြစ်တဲ့အခါမှာသူ့ဒီအမေကိုဖုန်းဆက်တော့အမေကအရန်လန့်သွားပြီးတော့အဲ့ accident ဖြစ်တဲ့နေရာကိုသွားတဲ့အခါမှာသူ့သားလေးကတော့တန်ရာဘာမှမရအောင်သူ့ရဲ့အဲ့ baby sitter ကတော့တန်ရာရပြီးတော့ဒီပေါ့နော် ambulance နဲ့သူကခေါ်သွားတယ်ဆေးရုံခေါ်သွားအဲ့မှာဒီသူ့ကလေးကနည်းနည်းတော့ shock တော့ရနေတာပေါ့နော်ဒီ accident မှာဖြစ်တဲ့ဒါမှမဟုတ် shock တော့ရနေအဲ့မှာသူ့အမေကိုသူကဘာပဲတောက်လျှောက်ပြောနေရလဲဆိုရင်
ear woo ဆိုတဲ့ဟာကိုပဲအမြဲတမ်းသူ့မျိုးပြောနေတာပေါ့နော် ear woo အဲ့တော့ ear ဆိုတဲ့ဟာကတော့အမှန်မှန်တော့ဗာလဲဆိုရင်သူ့ရဲ့ baby sitter ကိုခေါ်တာ Sophia ကိုနော် Sophia woo ဆိုတဲ့ဟာကတော့ဘာကိုပြောရလဲဆိုလို့ရှိရင် woo ဆိုတာတော့ ambulance ကိုသူကလေးကပြောတာအဲ့တော့ကလေးကသူ့အမေကိုဘာပြောနေတာလဲဆိုရင်ဒီ experience ဒါမှမဟုတ်ဒီ accident မှာသူ့အတွက်အထင်ရှားဆုံး memory ကဘာလဲဆိုရင်ဒီ Sophia ကိုဒီ ambulance ကားပေါ်မှာတင်ပြီးတော့ခေါ်သွားတယ်ဆိုတဲ့ဟာကလေးရဲ့ memory စက်မှာကြံခဲ့တာအဲ့တော့တဲ့ကျွန်တော်တို့ပုံမှန်မိဘတွေအနေနဲ့ကျွန်တော်တို့ကလေးရပေါ့နော်ကိုကလေးရဒီလိုမျိုး accident မှာဖြစ်ပြီးတော့ဒီလိုမျိုးဒီ ear ဝူဆိုဖီယာကို ambulance နဲ့ခေါ်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောကြမယ်ပြောနေမယ်ဆိုရင်တဲ့များသောအားဖြင့်မိဘတွေအနေနဲ့ဘယ်လိုလုပ်ဖြစ်မှာလဲဆိုလို့ရှိရင်ဒါကိုကျွန်တော်တို့ကကလေးကိုမကြောက်အောင်ပေါ့နော်ဆိုဖီယာကတော့ဘာမှဖြစ်မှာမဟုတ်ပါဘူးပြီးလို့ရှိရင်ကလေးကိုကျွန်တော်တို့ကလမ်းကြောင်းလွှဲလိုက်တာအာယုံလွှဲလိုက်တဲ့ဟာမျိုးပြီးရင်ဒါကိုစက်မပြောအောင်ကျွန်တော်တို့ထားလိုက်တဲ့ဟာမျိုးဒါမျိုးတွေကျွန်တော်တို့ကလုပ်ကြတယ်တဲ့အဲ့လိုမျိုးလုပ်လိုက်တဲ့ခါမှာပြဿနာကဘာဖြစ်တာလဲဆိုရင်အဲ့လိုလုပ်လိုက်ခြင်းအပြင်ကတဲ့ကလေးရဲ့အုံနောက်ထဲမှာ तू ကဒါကို experience ဖြစ်သွားပြီဒါသူ့အတွက်ဒါကြီးမားတဲ့accident တစ်ခုဖြစ်သွားတဲ့အခါမှာ shock တစ်ခုဖြစ်သွားတဲ့ဟာကိုဒါကိုကျွန်တော်တို့ကသူ့ကိုပြောခွင့်မပေးလိုက်ဘူးဒါကိုတနည်းပြောမစလို့ရှင်တော့တည်တည်ချာချာပေါ့နော် integrate လုပ်ခွင့်မပေးလိုက်ဘူးဆိုရင်သူ့ရဲ့စိတ်ထဲမှာရှုပ်သွားပြီးတော့ तू ကဘာဖြစ်သွားတာလဲပြီးတော့ဘာကြောင့်မလို့သူ့ကိုပြောခွင့်မရရလဲဆိုတဲ့ဟာကခေါင်းထဲမှာရှုပ်သွားတယ်အဲ့တော့အဲ့ဒါမျိုးလုံးဝမှာမဟုတ်ဘဲနဲ့ integration ဆိုတဲ့စကားလုံးပေါ့နော်ဒါကြောင့်မလို့လေဒီစာအုပ်ထဲမှာဒီစကားလုံးကိုအမြဲတမ်းသူတို့ chapter တိုင်းမှာသုံးထားတာအဲ့ integration ဆိုတဲ့ဟာကဘာလို့ပြရမလဲဆိုဒီသူ့ရဲ့အတွေ့အကြုံကိုကျွန်တော်တို့ကသူ့ရဲ့လက်ရှိဘဝသူသိပြီးသားတွေနဲ့ integrate လုပ်ပြရအဲ့တော့ပထမဆုံး integrate လုပ်ရမယ့်ဟာဟုတ်တယ်အဲ့တော့ဒီမှာသူကဒီဟာကိုလမ်းကြောင်းလွှဲတာအာယုံလွှဲတာမဟုတ်ဘဲနဲ့ကလေးကိုသူကပြန်ပြီးတော့သူ့ကလေးလေးက2နှစ်ကျော်လေးပဲရှိသေးတယ်နော်အဲ့မှာသူကဟုတ်ရှင်းပြတာဟုတ်တယ် yes you and Sophia were in an accident ဟုတ်တယ်ဒါသားနဲ့ဒီ Sophia နဲ့ကဒီကား accident မှာဖြစ်တယ်အဲ့တော့ ACT ရှင်းပြတယ်ပြီးရင် Sophia had a seizure ဆိုတာ Sophia တက်သွားကားမောင်းနေနဲ့တက်သွားပြီးတော့ကားတိုက်တာအဲ့တော့ပြီးတော့မှနောက်ဆုံးတစ်ခုကတော့ who came and took Sophia to the doctor okay အဲ့တော့ဆရာ Sophia ကိုဆရာဝန်ရှိခေါ်သွားတယ်ဆိုတဲ့ဟာကိုသူကလေးကိုရှင်းပြ။တော်တယ်သူဘယ်လောက်ထိပဲနားလေလဲ။ဘာကြောင့်လဲဆိုလို့ရှိရင်ကလေးကသူ့အတွက် distinct ဖြစ်တဲ့ memory experience ကဒါဖြစ်နေတာကိုသူ့ရဲ့ဒီအုံနောက်ထဲမှာ integrate လုပ်ပေးနေကျွန်တော်တို့က address လုပ်ပြီးတော့ရှင်းပြသွားတာ။ Okay အဲ့ဒါကြောင့်မလို့ဒီ integration ဆိုတဲ့ဟာအရန်ကိုအရေးကြီးတယ်။အဲ့လိုမျိုးဖြစ်သွားတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီကလေးကဘာမှဖြစ်တော့ဘူးလဲဆိုရင်ကြီးလာရင် trauma ဆိုတဲ့ဟာမဖြစ်တော့ဘူး။ကြီးလာလို့ရှိရင်ကျွန်တော်တို့တစ်ခါကြလို့ရှိရင် phobia ပေါ့အဲ့လိုမျိုးဖြစ်သွားပြီးတော့အဲ့ဒါကို integrate မလုပ်နိုင်လိုက်လို့ရှိရင်ခါရီဖြစ်တတ်တဲ့ဟာက ambulance မြင်ကိုကြောက်နေတဲ့ဟာမျိုးတချို့လူဆိုရင်မွေမြင်ကြောက်နေတာမျိုးတချို့ဆိုရင်ရေကန်နဲ့မစင်ရတာမျိုးဒါတွေကဘာဖြစ်တာဆိုရင်ဟိုးငယ်တုန်းကတွေ့ခဲ့တဲ့အတွေ့အကြုံအဆိုးပေါ့နော်အဲ့အဆိုးကိုကျွန်တော် integrate မလုပ်နိုင်တဲ့အခါမှာအဲ့ဒါကဘာဖြစ်သွားလဲဆိုရင် implicit လို့ခေါ်တယ် implicit memory ဆိုတဲ့ဟာကျွန်တော်ရဲ့မသိစိတ်ထဲမှာအဲ့ဒီဟာကကိန်းအောင်နေပြီးတော့နောက်တစ်ခါကြီးလာတဲ့အထိဒါကြီးကဒီကြောက်စိတ်ကကြီးလာတဲ့အထိဆွဲနေပြီးတော့ကြီးတဲ့အထိကျွန်တော်တို့တချို့ဟာတွေဆိုမလုပ်ရဘူးဆိုတဲ့ဟာမျိုးဖြစ်တာ။ဥပမာကျွန်တော်ဆိုလို့ရှိရင်မွေကိုကြောက်တယ်။မွေကိုကြည့်လိုက်တာနဲ့တချို့လူဆိုရင်မွေတွေပိုင်းနဲ့တပ်ပုံရရဲကျွန်တော်ဆိုရင်မရရဲ။အဲ့ဆိုလို့ရှိရင်လည်းဒါစပေါ့နော်။တနည်းပြောမဆိုရင်ငယ်တော့ experience တစ်ခုကြောင့်လို့လည်းကျွန်တော်တို့ပြောကြည့်လို့ရတယ်။အဲ့တော့ तू ကအဲ့ဒီဥပမာလေးကိုမှ तू ယူပြီးတော့ဘာလို့ဆက်ပြောတာလဲဆိုရင် integration ဆိုတဲ့ဟာတဲ့ဘာကြောင့်မလို့အရေးကြီးတာလဲဆိုရင် our brain has many different parts ကျွန်တော်ရဲ့အုံနောက်ထဲမှာအုံနောက်ကအစိတ်ပိုင်းတွေအများကြီး ਨੇ ပြုတ်လောက်ထားတယ်ပြီးတော့အဲ့ဒီအစိတ်ပိုင်းတစ်ခုချင်းစီကလည်းသူတို့ကလည်းသူတို့ distinct ဖြစ်တဲ့မတူတဲ့တာဝန်တွေရှိတယ်အဲ့မတူတဲ့တာဝန်တွေရှိတယ်မတူတဲ့အလုပ်တွေရှိတယ်မတူတဲ့သဘောတရားတွေရှိတဲ့ဟာကိုကျွန်တော်တို့ကမပူးပေါင်းနိုင်ဘူးဆိုလို့ရှိရင်ဒါ whole brain child မဖြစ်ဘူးပြီးတော့တကယ်ကို balance ဖြစ်တဲ့လူတစ်ယောက်အနေနဲ့မဖြစ်နေအဲ့ကြောင့်မလို့ the key to thriving is to help these parts work together အဲ့ကြောင့်မလို့ဒီကျွန်တော်တို့ကကလေးတွေကိုကျွန်တော်တို့ parenting လုပ်တော့မယ်ဆိုလို့ရှိရင်အုံနောက်ရှုထောင့်အောင်ကြည့်ပြီးတော့ integration ရှုထောင့်ကသွားတော့မှသူတို့ကဘာလုပ်နိုင်မှာလဲဆိုရင် whole brain child တယောက်ဖြစ်လာမယ်ဒါမှမဟုတ် whole brain person တယောက်ဖြစ်လာမယ်ပို့ပြီးတော့ well integrated in society နဲ့ကိုလည်းတယောက်ချင်းစီလည်းပို့ပြီးတော့ integrated ဖြစ်မယ်ဆိုပြီးတော့ဒါလေးကပထမဆုံး integration ကဘယ်လောက်ထိအရေးကြီးသလဲဆိုတော့သူကဖော်ပြတာအော်ဒီနားလေးမှာကျွန်တော်ခဏလောက်ရက်ပြီးတော့မေးခွန်းပဲဖြစ်ဖြစ်ဒါလေးကိုဆွေးနွေးခြင်းတဲ့ဟာမျိုးရှိရင်လည်းဆွေးနွေးကြည့်ပေးပါဒါမှမဟုတ်ကိုယ့်ရဲ့ဒီထဲမှာမိဘတွေရှိလို့အတွေ့အကြုံရှိရဆိုလို့ရှိရင်လည်းကျွန်တော်တို့ပြောကြည့်လို့ရတယ်ပြောကြည့်ပေးပါ
ကိုကြီးတွေ့ဘူးတဲ့ဟာလေးပေါ့နော်တွေ့ဘူးရဲ့ဆိုတော့ဟိုကိုကြီးတို့အမျိုးထဲမှာကိုကြီးအတော်ဝမ်းခွဲတယောက်ရှိတယ်သူကသူ့မွေးပြီးတိတ်မကြခင်မှာအမေကစုံသွားတော့သူကနို့တောက်ပြီးမမွေးခဲ့ရအောင်နို့မတိုက်ခဲ့ရအောင်အဲ့တော့ဒီသားစုကလည်းနွမ်းပါတဲ့အခါကျတော့သူ့ကိုကြီးတို့ငငယ်တော့ကိုကြီးအဖွာပြပြတာတော့ coffee jam တိုက်တယ်ပေါ့နော် black coffee လို့ဟာမျိုး coffee ကိုတကြားနဲ့ဖြော်ပြီးတိုက်တော့အဲ့ဒီအမအဲ့အတော်ကအရွယ်ရောက်လာတဲ့အချိန်မှာနို့ယွန်နာမှဟိုကြောက်ဖို့ကောင်းတော့အောင်သူယွန်နာပေါ့နော်ခဏကိုအောင်ပြောသလိုမျိုးငယ်ဘဝမှာတွေ့ကြုံခဲ့တဲ့ experience တစ်ခုအရာကိုကြီးတို့အသက်အရွယ်ကြီးလာတဲ့အခါမှာအဲ့လိုမျိုး trauma လိုမျိုးဒဏ်ရာလိုမျိုးပါလာတဲ့တူတယ်သူ့ကိုစကြင်ကိုကြီးတို့ငယ်တော့နှုတ်ခွက်ကြီးနဲ့လိုက်တို့တယ်လို့ပေါ့လို့သူ့မှာယောဂတွေတက်နေပေါ့အဲ့တော့ကိုကြီးတို့ကလေးတွေကိုကင်တွယ်တဲ့အခါမှာလေခုနဒီဟာလေးကလည်းကိုအောင်ပြောသလိုပဲဘာသာပြန်စောင့်ထဲမှာကိုကြီးဖတ်ဘူးလေသို့တော့ကိုအောင်တော့သူကရှင်းပြလာမှုပဲနဲ့ဘာသာပဲပြန်လာတာဆိုတော့အဲ့ခုနဆိုဖီယာကို ambulance နဲ့ခေါ်သွားတဲ့ကိစ္စလည်းစာလိုပဲရေးရတယ်လို့ဖြစ်နေတာပေါ့နော်အဲ့တော့ကိုကြီးတော့တွေ့ရတော့ကိုကလေးကိုကိုကင်မယ်ဆိုရင်တော့ခုနကလေးဘာသာစကားကိုအတက်နိုင်ဆုံးနားလည်အောင်မိဘကြိုးစားဖို့လိုတယ်ဆိုတဲ့ message ကိုကိုကြီးကရပါတယ်ကျေးဇူးပါကိုဟုတ်ကဲ့အဲ့တော့ဒီဟာကိုဥပမာပေါ့နော်ကျွန်တော်တို့ psychology အကြောင်းကိုနည်းနည်းလေးနားလည်ထားရလို့ဆိုရင်ဘာနဲ့ပြန်ချိတ်ဆက်ကြည့်လို့ရလဲဆိုရင် psychodynamics ပေါ့နော်ဟို psychodynamics ဆိုတဲ့ဟာတော့ဒါ Freudian ရဲ့ method ပေါ့ Freudian ရဲ့ဟိုကျွန်တော်တို့ခေါ်ရတာတော့ free association တို့ dreams တို့ပါလို့ဆိုတဲ့ဟာဒီသဘောတရားပေါ့အဲ့တော့ဒီတနည်းပြောမစင်ကျွန်တော်တို့ဒီငယ်တုန်းကဖြစ်ခဲ့တဲ့ experience တွေကကျွန်တော်ရဲ့ subconscious ထဲမှာရှိနေတယ်အဲ့ဒါကိုကျွန်တော်တို့ကဒီ issue တွေကို resolve မလုပ်လိုက်ဘူးဆိုလို့ရှိရင်ကြီးတဲ့အထိပါလာတယ်ဆိုရအဲ့တော့ဒါ psychoanalytics ဒါမှမဟုတ် Freudian method ကိုသုံးမယ်ဆိုရင်ဒါတွေကိုကျွန်တော်တို့ကပြန်ပြီးတော့ဖြေတယ်ဆိုတဲ့သဘောတရားပေါ့အဲ့တော့ဒီနေရာမှာကတော့ကျွန်တော်တို့ကဒီ psychology shoot down မဟုတ်ဘဲနဲ့ brain ရဲ့ shoot down ကိုသွားတာโอเคအဲ့ဆိုရင်ရှိတော့ဆိုရင်ကျွန်တော်ရှေ့ဆက်ပါဟုတ်ကဲ့ဆရာခုတော့မေးလို့ရဆရာဒီဟာကခုနားကကလေးကိုရှင်းပြချိန်ကြရင်သူတို့ကလေးနားလေတဲ့ language ရှင်းတယ်ပြီးတော့ဒီသူတို့ရဲ့အသက်အရွယ်ပေါ်မူတည်ပြီးတော့ခုနတချို့ဟာဆိုလို့ရှိရင်အာယုံလွှဲတဲ့ဟာကိုလွှဲရတဲ့အနေအထားရှိလားဆရာဆိုလို့ရှိရင်တော့သူရှင်းပြလို့မရတဲ့အသက်အရွယ်ဆိုလို့ရှိရင်ခုနအာယုံလွှဲတဲ့ဟာလေးတခုတော့နောက်မှရှင်းကိုရှင်းပြရမှာလားဆရာOkay အဲ့တော့အဲ့ဒီဟာလေးကိုကျွန်တော်တို့ဖြေဖို့အတွက်ဒီသူ့ရဲ့ first integration ကျွန်တော်တို့သွားလိုက်မယ်ဟိုဘာကြောင့်လဲဆိုရင်ဟိုအဲ့ဒီမေကွန်းလေးကလည်းကောင်းတယ်ပေါ့နော်အမြဲတမ်းရှင်းပြဖို့လိုတာလားဘယ်အချိန်မှာဘာရင်လောက်ရမှာလဲဆိုတဲ့ဟာကိုကျွန်တော်တို့မေးတာအဲ့တော့အဲ့ဒီမေကွန်းလေးကိုကျွန်တော်ဖြေဖို့အတွက်သူ့ရဲ့ first integration လေးကိုကျွန်တော်သွားလိုက်မယ်အဲ့ဒါဆိုရင်ပို့ပြီးတော့အဲ့ထက်မှာအဖြေပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ Okay good နော်အဲ့ဆိုရင်ပထမဆုံးကြီးပေါ့နော်ကျွန်တော်တို့ဒီဟာကတော့သူကဥပမာလေးနဲ့ပြီးတာဒီစာအုပ်ထဲမှာသူကဥပမာလေး metaphor တွေပေါ့နော်အများကြီးပါတယ်အဲ့တော့ကျွန်တော်တို့ကကလေးတစ်ယောက်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒါကလေးမျိုးမှမဟုတ်ပါဘူးဒါမဲ့လူကြီးလည်းတူတူပါပဲဒီကျွန်တော်တို့က the river of well being ဆိုတဲ့ဟာတော့ဒါ psychologist တယောက်ရဲ့ဥပမာပေးတဲ့ဟာပေါ့အဲ့တော့ကျွန်တော်တို့ကဘာလုပ်နေရလဲဆိုလို့ရှိရင်တဲ့ဒီမြစ်ထဲမှာလှေလော်နေတယ်ပေါ့အဲ့လှေကအလင်ကောင်ကနေပဲအေးအေးဆေးသွားမယ်ဆိုလို့ရှိရင်တော့ဒါလှေကရိုးရိုးတန်တန်လေးပဲပါသွားလို့ရဆိုရင်အေးအေးဆေးဆေးဒီရေစီးကြောင်းလေးနဲ့လိုက်သွားလို့ရတယ်တနည်းပြောမယ်ဆို balance ဖြစ်နေရ life က calm ဖြစ်နေရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဘေးကမြေကမ်းနှစ်ခုရှိတယ်တစ်ခုကတော့ဗာလဲဆိုရင် the bank of chaos ဆိုတဲ့ဟာတော့လုံးဝကိုက out of control ဖြစ်နေပြီးတော့ဗာဖြစ်နေရလဲဆိုလို့ရှိရင်ကိုကဘယ်လိုနည်းနဲ့မှအဆင်မပြေနေokay ရှိသမျှဟာကိုကလှုပ်ချင်တာလှုပ်နေတယ်ကိုယ့်ရဲ့ emotions ရဲ့ကိုယ် control ဖြစ်သွားတယ်အဲ့လိုမျိုးတွေဖြစ်တတ်တယ်နောက်တစ် bank တစ်ခုကတော့ဗာလဲဆိုရင်သူက bank of rigidity ဆိုတော့ control တွေအရင်များနေပြီးတော့လေကိုကအရန်ကို control freak ဖြစ်နေပြီးတော့เนาะတကူဆိုလို့ရှိရင်ဒါဖြစ်မှဒါမရရင်လုံးဝမလုပ်ဘူးဆိုတဲ့ဟာမျိုးတွေဖြစ်နေအဲ့တော့ဒီနှစ်ခုကလည်းဘာဖြစ်တတ်တာလဲဆိုရင်ကလေးတွေကဒီနှစ်ခုရဲ့ကြားမှာပေါ့နော်ဒီကန်းနှစ်ခုကြားထဲမှာသူတို့က struggle ဖြစ်နေအဲ့တော့ဒါကိုကျွန်တော်တို့ကအုံနောက်ကိုနားလည်ခြင်းအပြင်ဒီကလေးတွေကိုကျွန်တော်နှစ်ဖက်သွားပြီးတော့တောင်မတင်မဲနဲ့နှစ်ဖက်စလုံးမှာမကပ်ဖက်နဲ့အလဲကနေအေးစစ်စစ်စီးသွားလို့ရအောင်ကျွန်တော်တို့သင်ပေးလို့ရတယ်ဒီနီလန်းတွေကိုသွားဒီ12ချက်ကိုသွားဖော်ပြထားတာအဲ့တော့ကိုယ်တိုင်လည်းကိုယ့်ရဲ့ life ကိုကိုယ့်နဲ့ကိုပြန်ပြီးတော့သုံးသပ်ကြည့်လို့ရတယ်ပေါ့နော်ဘယ်ဘက်ကိုပို့ပြီးတော့ကတ်နေလဲဒါလူကြီးမှမဟုတ်ပါဘူးကလေးလည်းအတူတူပဲကလေးမှမဟုတ်လူကြီးလည်းအတူတူပဲပေါ့နော်ကိုကလေးဆိုလို့ရှိရင်တော့ကျွန်တော်ပြန်စဉ်းစားကြည့်လို့ရတယ်သူတို့အနေနဲ့ဘယ်မှာအရန်ဖြစ်နေတာဘယ်ဘက်ကိုအရန်ရောက်နေရလဲဆိုတဲ့ဟာအများသောအားဖြင့်ခုနောက်ပိုင်းတော့ဒီ out of control ဖြစ်ပြီးတော့ chaos ဘက်ကိုရောက်နေတဲ့ဟာမျိုးဟာပို့ပြီးတော့များတယ်အဲ့တော့စပြီးတော့သူကပြောတဲ့ဟာတော့ဗာလဲဆိုရင် brain ကို integrate လုပ်ရမယ်ဆိုတဲ့ဟာကနေစပြီးတော့ပြောတယ်brain ကို integrate စလုပ်ရတဲ့အခါမှာစပြောတဲ့အခါမှာသူကဘာကိုရုံးရင်းရှင်းပြလဲဆိုနော် left brain နဲ့ right brain ကိုရှင်းပြတယ်ဒီဟာကတော့ကျွန်တော်တို့ဘာကိုကျွန်တော်တို့ပြောထားရလဲဆိုလို့ရှိရင်ဟို2011ကလည်းရေးထားတယ်ပေါ့နော်ဒီနေရာမှာတော့ left brain နဲ့ right brain မှာသူကဟိုလုံးဝ
တကယ်ကို scientific သဘောကိုပြောတာတော့မဟုတ်ဘူးသူကသဘောတရားလေးကိုသူကဖော်ပြထားတာအဲ့မှာသူကကျွန်တော်တို့ပြောအားလုံးနဲ့သိထားပြီးသားပါ left brain ကတော့ဘာဖြစ်တဲ့ brain လဲဆိုရင် logical ဖြစ်တဲ့ brain ဒါမှမဟုတ် logical thinking ကိုလုပ်တယ်ဒါမှမဟုတ် desire ကျွန်တော် desire order ပေါ့နော်ရှိသမျှ house စနစ်တကျဖြစ်အောင်လုပ်တယ်သေချာတာစဉ်းစားတယ်ပြီးတော့ဒီ linguistic လို့ခေါ်တဲ့စကားလုံးတွေနဲ့သူကတခုခုဆိုရင်ဖော်ပြတယ်အဲ့တော့သင်္ချာတို့ဘာလို့သင်္ချာဆိုလို့ရှိရင် number ဆိုလို့ရှိရင် very specific ဖြစ်တဲ့ logical ဖြစ်တဲ့ number တွေဒီစာရေးတဲ့အခါမှာစကားပြောတဲ့အခါမှာသုံးတဲ့စကားလုံးတွေကဘယ်ကနေလာဆိုရင် left brain ကလာ linear ဖြစ်တဲ့ဟာ right brain ကကြတော့ order တဲ့ဆိုင်သွားဘာကိုပို့ပြီးတော့မြင်လာဆိုရင် big picture ကိုပို့မြင်တယ်ပြီးလို့ရှိရင်သူကဘာအနေနဲ့ပို့စဉ်းစားရလဲဆိုရင် image တွေအနေနဲ့ပို့စဉ်းစားတယ်ပြီးရင် non verbal ဆိုတဲ့ဟာစကားလုံးတွေ linguistic လို့ခုနပြောတဲ့စကားလုံးတွေမပါဘဲနဲ့ picture တွေနဲ့စဉ်းစားတယ်ဒီ hand မူရာတွေကိုသူကပို့ပြီးတော့ဦးစားပေးတယ်ပြီးတော့ feeling ကိုလည်းသူကဦးစားပေးထားတယ်လို့ကျွန်တော်သူကဆိုလိုထားတယ်ဒီနေရာမှာတော့လုံးဝ feeling ကိုဦးစားပေးတယ်ဆိုတဲ့ဟာတော့brain ကြောင်းအနေနဲ့ပုံနားလဲတဲ့လူတွေဆိုလို့ရှိရင်တော့ပြောဒါကိုသူကညင်းညတယ်ပေါ့နော်ဒါလုံးဝ right brain ကလောက်တာမဟုတ်ဘူးပို့ပြီးတော့ဒီ internal ဒါမှမဟုတ်ကျွန်တော်တို့ခေါ်တဲ့ဒီinner brain ကအလုပ်လုပ်ထားလို့ကျွန်တော်တို့ပြောကြတယ်ဒါပေမဲ့ဒီနေရာမှာတော့ဒီစာအုပ်ထဲမှာတော့ဒါကိုဦးစားပေးပြီးရေးတာမဟုတ်သူကဥပမာအနေနဲ့ရေးထားကြမလို့တနည်းပြောမယ်ဆိုရင် left brain က logical right brain က emotional ဖြစ်တဲ့ဟာကိုပို့ပြီးတော့ဦးစားပေးတယ်လို့သူကပြောထားတာအဲ့တော့ဒါ100% မှန်တယ်လို့ကျွန်တော်ပြောတာမဟုတ်ဒါပေမဲ့ဒီစာအုပ်ထဲမှာသူရေးထားတဲ့ပုံစံလေးကိုကျွန်တော်ပြောပြတာပြီးရင်ဘာဖြစ်တာလဲဆိုလို့ရှိရင်ဒါပထမဆုံးချင်းဒါ strategy 1ပေါ့နော် S1 ဆိုတာ strategy 1အဲ့ brain တစ်ခုကကလေးတစ်ယောက်ကဘာဖြစ်လဲဆိုလို့ရှိရင်ငငယ်ကလေးကသူကဘယ်အုံနောက်ကတော့ဖွံ့ဖြိုးပြီးသားဖြစ်နေလဲဆိုလို့ရှိရင်နော် right brain ကတော့ဖွံ့ဖြိုးပြီးသားဖြစ်နေတယ်အဲ့တော့ကြောင့်မလို့သူကbig picture ကိုမြင်တယ်ပြီးလို့ရှိရင်ဒီကျွန်တော်တို့linguistic ဆိုတာ language ကသိပြီးတော့ဟိုမဖြစ်သေးဘူးဖြည်းချင်းဒီမှာကျွန်တော်ကအသက်ကြီးလာတော့မှကျွန်တော်က left brain ကို train လုပ်ကြပထမကတော့ right brain နဲ့ပဲသူကရှိနေတာအဲ့တော့ကလေးတယောက်ကတဲ့ when a child is overwhelming with emotions ခုနပြောလိုမျိုးပေါ့နော်ဒီခါကြလို့ရှိရင်emotions တွေအရန်များနေတယ်ခုနဥမာလေးနဲ့ပြောမယ်ဆိုရင် accident ဖြစ်သွားတဲ့အကြောင်းမလို့ဒါမှမဟုတ်သူဒေါသတွေအရန်ဖြစ်တဲ့အကြောင်းအဲ့လိုမျိုးဖြစ်နေတဲ့အခါမှာ emotions တွေအရန်များနေတယ်အဲ့လိုမျိုးအရန်များနေဆိုလို့ရှိရင်ဒါဒီကလေးကဘယ် state မှာရောက်နေရလဲဆိုရင်ဒါမှမဟုတ်ဘယ်နေရာမှာရောက်နေရလဲဆိုရင်သူက right brain ဘက်မှာရှိနေတာအဲ့လိုမျိုးဖြစ်နေတဲ့အခါမှာ right brain ဘက်မှာရှိနေတဲ့အခါမှာတွားပြီးတော့ကျွန်တော်တို့ကမိဘအနေနဲ့ဒါမှမဟုတ်လူကြီးအနေနဲ့ left brain နဲ့တွားပြီးတော့သူတို့ဆုံးမလို့မရဘူးအဲ့ဒီအချိန်မှာဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်က left brain နဲ့တွားဆုံးမရဒီလိုမျိုးမစဉ်းစားသင့်ဘူးဒီလိုမျိုးမပြောသင့်ဘူးဒါမလုပ်သင့်လို့ကျွန်တော်တွားပြောလို့ရှိရင်သူက right brain ဖြစ်နေတဲ့အခါမှာကျွန်တော်တို့ကတွားပြီးတော့ left brain နဲ့တွားဆုံးမလို့ရှိရင်ဘလို့မှမထိရအောင်အဲ့ကြောင့်မလို့တော့ဘာလို့ရမှာလဲဆိုလို့ရှိရင်အရင်ဆုံးချင်းဒီမှာရေးထားသလိုပဲ connect လုပ်ရမယ်ဘယ်လိုမျိုး connect လုပ်ရမှာလဲဆိုလို့ရှိရင် तू က right brain ဖြစ်နေကြမှာကျွန်တော်တို့ကလည်း right brain ဘက်ကိုအရင်ဆုံးသွားမယ်ဆိုလိုတာကဘာလဲဆိုရင်သူတို့ကိုကျွန်တော်တို့က emotions နဲ့အရင်ဆုံးချင်း connect လုပ်ရအဲ့လိုမျိုးအရန်ဒေါသထွက်နေတယ်ဒါမှမဟုတ်အရန်ဝမ်းနေတယ်ဆိုရင်ကလေးဒါမှမဟုတ်အရန် emotions အရန်များနေတဲ့ကလေးဆိုလို့ရှိရင်သူတို့ကိုအရင်ဆုံးကျွန်တော်တို့က emotional security အရင်ဆုံးပေးရမယ်ဆိုတာအဲကြောင့်မလို့ဒီမှာရေးထားတယ် connect emotionally first အဲ့လိုမျိုးဆိုလို့ရှိရင် right brain to right brain အရင်ဆုံး connect လုပ်ပါတဲ့ပြီးကြတော့မှသူ့ကို right brain to right brain connect လုပ်ပြီးတော့သူ့ကို emotional security ပေးပြီးပြီဆိုရင်သူ calm down ဖြစ်သွားတော့မှသူ့ကိုကျွန်တော်တို့ကဘယ်ဘက်ကိုဆွဲခေါ်မှာဆိုရင် left brain ဘက်ကိုဆွဲခေါ်အဲကြောင့်မလို့ဒီမှာရေးထားတယ် connect with the right ပြီးတော့မှ redirect with the left အဲ့တော့ခုနကမေကုန်းကိုကျွန်တော်ပြန်ဖြေမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးချက်ချင်းဖြစ်နေတဲ့အချိန်မှာတော့ကျွန်တော်တို့ကသွားပြီးတော့အကုန်လုံးကအဆင်ပြေမယ်အကုန်လုံးကဘာမှစိတ်ပူစရာမလိုလို့သွားပြီးတော့မပြောနဲ့ပေါ့နော်ကျွန်တော်တို့ကဘာလုပ်ဖို့လဲဆိုလို့ရှိရင်ဒီဘက်က right brain to right brain connect လုပ်ဖို့အဲ့တော့အရင်တော့ကလည်းကြားဖို့မှာပါကျွန်တော်တို့ rapport build လုပ်တဲ့အခါမှာကလေးရဲ့ situation ကလေးရဲ့အခြေအနေပေါ်မှာကြည့်ပြီးတော့သူနဲ့ကျွန်တော်တို့က mirror လုပ်ရမယ်ဆိုတဲ့သဘောမျိုးကိုသူကပို့ပြီးတော့အုံနောက်နဲ့မြင်လာအောင်သူကနေပြပြသွားတာအဲဒါမလို့ဒီကလေးကဆိုကြပါစို့ခုနကတော့ဟာမျိုးပေါ့နော် ear woo woo လို့ပြောတဲ့အခါမှာ तू ကအဲ့ဒီဖြစ်တဲ့အချိန်မှာတင်ပြောတာမဟုတ်နောက်တစ်နေ့မှလည်းနောက်တစ်နေ့မနက်မှလည်းပြောနေတယ်နောက်တစ်နေ့လုံးလဲ तू တောက်လျှောက်ပြောနေတာပေါ့နော်အဲ့လိုမျိုးပြောနေတဲ့အခါမှာကျတော့ဟိုလိုကြီးတော့အရင်အော်ငိုနေပြီးတော့ shock ဖြစ်နေတာမဟုတ်ပဲねသူ့ရဲ့အုံနောက်ထဲမှာ तू ဒါကို process လုပ်ဖို့ကြိုးစားနေတယ်အဲ့လိုမျိုးအချိန်မှာသွားပြီးတော့ကျွန်တော်တို့ကဘာလုပ်ရမှာလဲဆိုလို့ရှိရင် right brain to right brain connect လုပ်အောင်သူ့ကိုကျွန်တော် emotionally အရင်ဆုံး support လုပ်ပြီး emotionally connect လုပ်ပြီးကြတော့မှကျွန်တော်တို့ကleft brain ဘက်ကိုပြောင်းသွားပြီးတော့သူ့ရဲ့ brain development ကိုကျွန်တော်တို့ create လုပ်ပေးရအောင်ဒီနားမှာခဏရပြီးတော့ခုနကတော့မေးတဲ့မေးခွန်းကိုဒီဟာလေးနဲ့ကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားကြည့်လို့ရတယ်
okay အဲ့တော့အခုစပြီးတော့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီကလေးက best state မှာရောက်နေလဲဆိုတဲ့ဟာကိုကျွန်တော်အရင်ဆုံးချင်းနားလေပထမဆုံးချင်းနားလေပြီးတော့ right brain to right brain connect လုပ်ပြီးတော့မှကျွန်တော်တို့က left brain ကိုသွားဆိုရ okay ဒါဆိုရင်ဒါကတော့ဗာလဲဆိုရင် left brain နဲ့ right brain ကိုကျွန်တော်တို့ connect လုပ်တာဒါကြောင့်မလို့ horizontal integration လို့သူကဆိုလို့ထားတာဟင်နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ဒုတိယတစ်ခုကတော့ name it to tame it တဲ့ name it to tame it ဆိုတဲ့ဟာတော့ကျွန်တော်ပြောသလိုပြောပြပါတော့ဒီခုနကတော့ကျွန်တော်တို့ကလေးတွေတော်တော်များများက right brain ကသူတို့ကငယ်စဉ်ကတည်းကမွေးကတည်းကသူတို့ကတော်တော်လေး develop ဖြစ်ပြီးသား left brain ကအလောက်မဖြစ်သေးဘူးအဲကြောင့်မို့သူတို့ကိုကျွန်တော်တို့ကဘာလုပ်ခိုင်းတာလဲဆိုလို့ရှိရင်ခုနကတော့ emotional ဖြစ်တဲ့အခါမှာဒါမှမဟုတ်သူတို့ကျောင်းမှာတစ်ခုခုဖြစ်လာတယ်ဆိုကြပါစို့ bully လုပ်ခံရတယ်ဒါမှမဟုတ်ချော်လဲလာတယ်နာလာတယ်ပြီးတော့သူဟိုကျောင်းမှာဆရာမကနေသူတို့ပြောလိုက်တငယ်ချင်းကနေသူတို့ကိုပြောလိုက်တဲ့အခါမှာစိတ်မကောင်းဖြစ်လာတယ်ဆိုတဲ့ဟာအဲ့လိုမျိုးဖြစ်တဲ့အခါမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဘာလုပ်ရမှာလဲဆိုလို့ရှိရင်သူတို့အောင်ငုံနေတာဖြစ်နိုင်တယ်ဒါမှမဟုတ်စကားမပြောတာမျိုးတွေဖြစ်နိုင်တယ်အဲ့လိုမျိုးဖြစ်လာတဲ့အခါမှာအရင်ချင်းကျွန်တော်တို့ကသိလိုက်ရမယ်ဟာဒါသူတို့ကဘယ်ထဲမှာရောက်နေဆိုရင် right brain ထဲမှာရောက်နေအဲ့ဆိုလို့ရှိရင်ဒါဟို left brain နဲ့ integrate လုပ်ဖို့ဆိုလို့ရှိရင်ဘာလုပ်နိုင်ရမှာလဲဆိုရင်သူတို့ဖြစ်နေတဲ့ဟာကိုသူတို့ကစလုံးနေနဲ့ဒါမှမဟုတ် words တွေနဲ့ပေါ်ပြနိုင်ရမယ်ဒါကိုကျွန်တော်ခေါ်ရဲခုနကပြောခဲ့တဲ့ left brain က linguist ဖြစ်တယ်ဆိုတာဒီသဘောတရားကိုပြောတာအဲ့ခါကျတော့ရှင်သူတို့ကျွန်တော်ကဘာလို့ဖို့သူတို့ကျွန်တော်ကအားပေးရမှာလဲဆိုလို့ရှိရင်သူဘယ်လိုမျိုးခံစားနေရတာလဲသူစိတ်ထဲမှာဘာတွေဖြစ်နေရလဲမနာလိုဖြစ်နေရလားဒါမှမဟုတ်တစ်ခါကျရင်မနာလိုဖြစ်တဲ့ဟာမျိုးကလေးတွေအငယ်တန်းလေးတွေမှာဖြစ်တယ်သူ့ရဲ့ best friend ကနောက်တစ်ယောက်နဲ့ best friend ဆိုတာသူတို့မှာစိတ်ထဲမှာ one နေနေတာမျိုးအဲ့တော့ဒါဟိုသူတို့ရဲ့ emo ဒါကိုတနည်းပြောမဆိုတာ emotional awareness ပေါ့နော်ညာဘက်အုံနောက်က emotion ကိုခံစားနေတယ်အဲ့ဒီခံစားနေရတဲ့ဟာကို left brain ကနေလာပြီးတော့ဘာခံစားနေရလဲဆိုတာကို explicit ဖြစ်အောင်သိအောင်ကျွန်တော်တို့ကစလုံးနေနဲ့ပေါ်ပြနိုင်တာဒါကို emotional awareness လို့လည်းကျွန်တော်တို့နောက်ထပ်တစ်နည်းနဲ့ခေါ်လို့ရတယ်အဲဒါကြောင့်မလို့ဒီမှာရေးထားတဲ့ဟာက strategy number 2ကတော့ဗာလဲဆိုရင် name it to tame it name it ဆိုတာနာမည်ခေါ်လိုက်တာနာမည်ပြောလိုက်တာဒါကိုဖြစ်နေတဲ့ခံစားချက်ကိုခေါင်းစဉ်တက်လိုက်လို့ရှိရင်ဒါမှမဟုတ်ခေါင်းစဉ်ပေးလိုက်တယ်နာမည်ပေးလိုက်လို့ရှိရင် tame ဆိုတဲ့ဟာကျွန်တော်တို့ကဘာလုပ်လို့ရဆိုရင် control လုပ်လို့ရတာဘာကြောင့်လဲဆိုတော့ emotion ဘက်ကနေကျွန်တော်တို့ဖြည်းဖြည်းချင်းဒီဘက်ကိုဆွဲခေါ်တာဆိုရင် logic ဘက်ကိုနည်းနည်းလေးစပြီးတော့ဆွဲခေါ်လာတဲ့အတွက်ကြောင့်မလို့နိအဲ့ဒါကတော့ဒုတိယ strategy ပေါ့နော် horizontal left brain နဲ့ right brain ကိုသူက connect လုပ်ဖို့ဒါမှမဟုတ် integrate လုပ်ဖို့ပထမတစ်ခုကဒီမှာပြောသလိုပဲ connect and redirect right brain ဆို right brain နဲ့ကျွန်တော်လုပ်ပါပြီးရင်နောက်တစ်ခုကတော့ဒီဟာကို name it to tame it ဆိုတာသူ့ရဲ့ second strategy အဲ့လိုနီးလန်းနဲ့ဘာလုပ်ရမှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကသူတို့ရဲ့ဒီ left brain နဲ့ right brain ကို integrate လုပ်ပေးရမယ်အဲ့တော့ဒီနားမှာကျွန်တော်ခဏရပြီးတော့ဒီ horizontal integration နဲ့ပတ်သက်ပြီးလို့မရှင်းလို့ရှိရင်မေးကြည့်ပါဒါတွေကကျွန်တော်သိထားပြီးသားတွေလည်းဖြစ်နိုင်တယ်เนาะဒါပေမဲ့ဘာလေးနဲ့ပဲမြင်ဖို့လဲဆိုရင်ဘယ် shoot down မြင်ဖို့လဲဆိုရင် brain ရဲ့ shoot down ကနေပြီးတော့မြင်ကြည့်ဖို့ integration ဆိုတဲ့ shoot down ကနေပြီးတော့မြင်ကြည့်ဖို့မိဘတွေရဲ့အများစုမှားတတ်တဲ့ဟာပါလဲဆိုရင်ကလေးက right brain ဖြစ်နေတဲ့အခါမှာကျွန်တော်က left brain နဲ့သွားပြီးတော့စူနေတဲ့ဟာမျိုးတို့lesson တွေပေးနေတဲ့ဟာမျိုးတို့ lecture ရိုက်နေတဲ့ဟာမျိုးတို့ကျွန်တော်ဖြစ်တတ်တယ်ပေါ့နော်အဲဒါဆိုလို့ရှိရင်ကလေးကိုလည်းကျွန်တော်တို့ကသူ့ရဲ့ owner ကို develop လုပ်ပေးရမဟုတ်တယ်လို့မျိုးပဲဒီ situation တခုကလည်းဘယ်လို့မှကလေးကဒီ experience ကို integrate မလုပ်နိုင်ဘူးပြီးတော့ဒီ situation ကသူ့အတွက် valuable ဖြစ်တဲ့ brain development အတွက်ကောင်းတဲ့ situation မဖြစ်လာအဲ့တော့ဒါတွေကအချိန်တိုင်းလိုမျိုးပေါ့နော်ကျွန်တော်တို့နေ့စဉ်ဖြစ်နေတဲ့သူတို့နဲ့ကျွန်တော်တို့ရှင်းတန်နေရတဲ့အခါမှာသူတို့နဲ့ပြဿနာတွေတက်တဲ့အခါမှာကလေးနဲ့ဒီလိုမျိုးသူတို့စူတဲ့အခါမှာသူတို့ဒီဘာလို့ရစ်တဲ့အခါမှာဒါတွေကိုကျွန်တော်တို့သုံးလို့ရတယ်ဆိုနေ့တိုင်းသုံးနေလို့ရတယ်ဆိုတဲ့သဘောတရားဆိုမရှိတော့ဆိုရင်ဒါဆိုကျွန်တော်နောက်တစ်ခုကိုသွားလိုက်မယ်နောက်တစ်ခုကတော့နောက်တစ်ခုကတော့ဘာဒီပုံမြင်လေးနဲ့ဘာပုံမြင်တော့မဟုတ်နော်တကယ်ဖြစ်ဖြစ်လေးနဲ့ဘာစလဲဆိုလို့ရှိရင်ဒါတော့မောင်နှမ2ယောက်ပေါ့နော်ဒီသူ့ရဲ့ဒီမောင်လေးကသူကဒီကြောက်ခဲတုံးလေးတွေစုတယ်ကြောက်ခဲတုံးလေးတွေစုတယ် crystal လေးတွေစုတယ်ပေါ့နော်အဲ့ဒါကိုသူ့ရဲ့အမကနေပြီးတော့ဒီဟာကိုဘာလုပ်တာလဲဆိုလို့ရှိရင်ယူဆော့ပြီးတော့သူ့ရဲ့ကြောက်ခဲတုံးလေးတွေပျောက်ကုန်တာသူ့ရဲ့ crystal လေးတွေပျောက်သွားတဲ့အခါမှာဒီသူ့ရဲ့ဟာတွေပျောက်သူကတော့ဒါတွေကိုအရင်မြင့်နုံထားတဲ့ဟာကိုသူ့ကိုမပြောဘဲယူဆော့ပြီးတော့ပျောက်တဲ့ကြောင့်မသွားအဲ့ဒီအရန်ဒေါသထွက်ပြီးတော့
သူ့ရဲ့ဟိုပေါ့နော်သွားပြီးတော့လက်သီးနဲ့ထိုးတော့မလို့လှုပ်ခါနီမှာသူ့အမေကဝင်ဆွဲလိုက်တဲ့ကြောင့်လက်သီးနဲ့တော့ထိုးလို့မရဘူးကလေးချင်းဖြစ်တဲ့ပြဿနာပေါ့နော်လက်သီးနဲ့တော့ထိုးလို့မရတဲ့အခါမှာသူကဗဇက်ကနေဘာပြောရလဲဆိုလို့ရှိရင် you are the worst sister in the world အဲ့တော့ဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့ကလေးတွေဆိုကြပါစို့5 6နှစ်အထက်ဆိုလို့ရှိရင်ဒီပြဿနာဟိုဘောနော် especially ဟိုမောင်နှမ2ယောက်ရှိတယ်ညီကို2ယောက်ရှိတယ်ညီမ2ယောက်ရှိတယ်ဆိုလို့ရှိရင်ဖြစ်တတ်တဲ့ပြဿနာတွေအဲ့တော့ဒီဟာကိုကျတော့ဘာကိုကျွန်တော်တို့ပြောတာလဲဆိုလို့ရှိရင်တဲ့ဒီလိုမျိုးဖြစ်တတ်တာမိသားစုတိုင်းမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာကျတော့ကျွန်တော်တို့ကဘာသင်ပေးဖို့လိုတာလဲဆိုလို့ရှိရင်တဲ့ to make good decisions in high emotion situations အဲ့တော့ဒါကိုကလေးတွေကိုတနည်းပြောမယ်ဆိုလို့ရှိရင်ပုံမှန်အချိန်မှာ decision လုပ်ရတဲ့ဟာနဲ့ emotions တွေအရင် strong ဖြစ်နေချိန်မှာ decision လုပ်ရတဲ့ဟာတွေကလုံးဝမတူနိုင်အဲကြောင့်မလို့ဒီနီလန်းကတော့အခုပြောမယ့်နီလန်းကတော့ကျွန်တော်တို့ခေါ်တဲ့ vertical integration ကတော့ဘာလို့လုပ်ဖို့လဲဆိုလို့ရှိရင် emotions တွေများနေတဲ့အချိန်မှာပိုကောင်းတဲ့ decision တွေလုပ်နိုင်အောင်ကျွန်တော်တို့ကကလေးတွေကိုသင်ပေးဖို့ဒါကိုလည်းသူကနောက်တစ်နည်းခေါ်တဲ့ဟာတော့ pause before acting လို့လည်းသူတို့ခေါ်တယ်ဒီစကားလုံးလေးကတော့မှန်မှန်တော့ဒါ7 habits ကနေပြီးတော့လာတဲ့စကားလုံး pause and response ဆိုတဲ့စကားလုံးလေးအဲ့တော့ဒီမှာဒီဟာလေးဒီဥပမာလေးကိုကျွန်တော်အရင်သဘောကျတာအဲ့တော့ဒီမှာကျတော့ခုနကကျွန်တော်ပြောသွားတဲ့ဟာတော့ left brain နဲ့ right brain အခုကျတော့နောက်ထပ်ဒီ brain ကိုပဲသွားဘာနဲ့ဥပမာပေးလဲဆိုရင်တိုက်တစ်လုံးနဲ့သွားဥပမာပေးထားတယ်အဲ့တော့ဒီတိုက်ကဘာရှိတာလဲဆိုရင်အပေါ်တက်နဲ့အောက်ထက်ရှိတယ်ဆိုတဲ့တိုက်တဲ့အဲ့မှာသွားအုံနောက်ကိုကျွန်တော်တို့ဒီဇော်ဝင်းတို့တချင်းလို့ပေါ့နော်အပေါ်တက်နဲ့အောက်ထက်ဇလန်းပေါ့အပေါ်တက်ရဲ့အောက်ထက်ရဲ့လို့ကျွန်တော်တို့ခွဲမြင်လိုက်ပါတဲ့ဒီ downstairs ဆိုတဲ့ဟာကအောက်ထက်ပေါ့နော်အင်းရဲ့အောက်ထက်ဒါမှမဟုတ် brain ရဲ့အောက်ပိုင်းချမ်းပေါ့တနည်းပြောမယ်ဆိုရင်ဒီသူကပြောတဲ့ဟာတော့ဒီနှာခေါင်းဒီမျက်ခုံးနဲ့နှာခေါင်းအလဲအောက်ကအချမ်းကိုပေါ့နော်ဒါ brain ရဲ့အောက်ပိုင်းချမ်းလို့ခေါ်တာအဲ့အောက်ပိုင်းချမ်းကဟိုသူများတွေကတော့ဒါကို reptilian brain တို့ဒါမှမဟုတ်ဒါကို inner brain တို့ဒါမှမဟုတ်ဒါကိုကျွန်တော်တို့ကဒီပေါ့နော် animal brain လို့ကျွန်တော်ခေါ်ကြတယ်အဲ့တော့အဲ့ဒါကလည်းဘာနဲ့တူလဲဆိုလို့ရှိရင်ကျွန်တော်အိမ်ရဲ့အောက်ထက်နဲ့တူတယ်အဲ့တော့အိမ်ရဲ့အောက်ထက်မှာများသောအားဖြင့်အိမ်ကနှစ်ထပ်တိုက်ဆိုလို့ရှိရင်များသောအားဖြင့်အောက်ထက်မှာဘာတွေရှိတာလဲဆိုလို့ရှိရင်အုံနောက်ထက်မှာလိုပဲတကယ်လူတယောက်အတွက်အရေးကြီးဆုံး response တွေရှိတယ်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်တော့တနေ့ automatic ဖြစ်နေတဲ့အသက်ရှူတဲ့ဟာမျိုးတို့ပြီးရင်ဟိုကျွန်တော်တို့ရဲ့ body က reaction လုပ်တဲ့ဟာတို့ fight or flight တို့ impulse တွေဟာသူကနေသူ automatic ဖြစ်သွားတဲ့ functions တွေအကုန်လုံးကဒီထဲမှာလာတယ်ပြီးတော့ခံစားချက်အရင်ပြင်းထန်တဲ့ဟာတွေဒါမှမဟုတ်အရင်ကြောက်သွားတဲ့ဟာမျိုးအရင်ဒေါသထွက်တဲ့ဟာမျိုးတွေဆိုလို့ရှိရင်ဒီ downstairs မှာရှိတယ်အိမ်ရဲ့အောက်ထပ်မှာရှိတယ်ကျွန်တော်တို့အုံနောက်ကလည်းတဲ့ဒီလိုမျိုးအိမ်လိုမျိုးပဲတဲ့ဘာဖြစ်နေရလဲဆိုလို့ရှိရင်မွေးကလေးကကျွန်တော်ရဲ့အောက်ထက်ကဒီလိုအပ်ချက်အိမ်ရဲ့အောက်ထပ်မှာဆိုရင်ကျွန်တော်တို့တကယ်လိုအပ်တဲ့ဟိုစားပေါ့မိဖို့ကြောင်တို့အိမ်သားတို့ဒါတွေအကုန်လုံးပါပြီးအဲကန်းတို့ဆိုတာတွေပါပြီးဒါတကယ်အရေးကြီးတဲ့ဟာအဲ့လိုပဲအုံနောက်ရဲ့အောက်ပိုင်းကလည်းဒါမှမဟုတ်အုံနောက်ရဲ့ downstairs ကလည်းအဲ့ဒါမျိုးတွေပါထားပြီးသားအဲ့ဒါတွေကတော်တော်လေးကိုပြည့်ပြည့်စုံစုံနဲ့ဖွံ့ဖြိုးပြီးသားဒါပေမဲ့ဘာတော့အားနေသေးလဲဘယ်ဟာတော့ထပ်ပြီးတော့မပြည့်စုံသေးဘူးလဲဆိုရင်တော့အပေါ်တက်ကတော့မပြည့်စုံသေးဘူးတဲ့ upstairs ကတော့မပြည့်စုံသေးဘူးကျွန်တော်အိမ်ဆောက်တယ်လို့ပဲအပေါ်တက်ကအမိုးကဟောင်းလောင်းဆိုတဲ့သဘောမျိုးပေါ့နော်အပေါ်တက်အခန်းတွေကလည်းကျွန်တော်တို့ကစောက်လို့မပြီးသေးဘူးဘယ်ချိန်လောက်မှပြီးတာလဲဆိုရင်အသက်20လောက်မှအသက်20ကျော်လောက်မှကျွန်တော်တို့ကဒီအပေါ်ရဲ့အပိုင်းကပြီးသွားတာတကယ်ဟိုစားပေါ့နော် development ကပြီးသွားတာအဲ့တော့အပေါ်ပိုင်းမှာတော့ဘာရှိတာလဲဆိုရင်ဒါမှမဟုတ်အိမ်ရဲ့အပေါ်တက်မှာတော့ဘာရှိတာလဲဆိုလို့ရှိရင် advanced functions တကယ်ကျွန်တော်တို့စဉ်းစားတွေးခေါ်တဲ့အပိုင်းစဉ်းစားချင့်ချိန်တဲ့အပိုင်းဆုံးဖြတ်တဲ့အပိုင်းလုပ်တင်လားမလုပ်တင်လားဆိုတဲ့ဟာကိုကျွန်တော်တို့ကစဉ်းစားတဲ့အပိုင်းတွေ plan လုပ်တဲ့အပိုင်းတွေ self control တွေကဘယ်မှာရှိတာလဲဆိုလို့ရှိရင်ဒီအုံနောက်ရဲ့အပေါ်ပိုင်းပေါ့နော်ဒီနေ့ပြောမစရင်ကျွန်တော်တို့ဒါကိုခေါ်တာတော့ cortex လို့ခေါ်တယ် neurocortex လို့ခေါ်တယ်အဲ့ဒီအပိုင်းတွေမှာကျွန်တော်တို့ကမသိပြီးတော့မဖွံ့ဖြိုးသေးဘူးအဲဒါကြောင့်မလို့ခုနကတော့ပြောတဲ့ကလေးတွေမှာဆိုလို့ရှိရင်လည်းသဘောတရားကအတူတူပဲအဲ့လိုမဖွံ့ဖြိုးတဲ့ကြောင့်မလို့သူတို့ကဘာနဲ့ပဲတော်တော်အများသောအားဖြင့် react လုပ်တာလဲဆိုလို့ရှိရင်ဒီ animal brain ဒါမှမဟုတ်သူ့ရဲ့ downstairs နဲ့ပဲသူက react လုပ်ကြများတယ်ကျွန်တော်တို့ကမိဘတွေအနေနဲ့ဘာလုပ်ပြရမှာလဲဆိုရင် vertical integration ဆိုတာအပေါ်တက်နဲ့အောက်ထက်ကိုကျွန်တော်တို့ကလာပြီးတော့ပူးပေါင်းနိုင်အောင်ဘာဆောက်ပြရမှာလဲဆိုရင်ဒီနေရာမှာတော့ဟိုပါပေါ့နော်လှေကားတရားမဟုတ်ဘူးလှေကားဆောက်ပြရမှာအဲ့တော့ဒီမှာရေးထားလို့ပဲ upstairs brain is in constructionစောက်လို့မပြီးသေးဘူးဒါပေမဲ့ကျွန်တော်တို့ထင်တဲ့ဟာကလေးတွေကိုဟို self control လုပ်နိုင်မယ်လို့ဘာလို့ကျွန်တော်ကထင်ကြမှန်မှန်တော့သူတို့ရဲ့ upstairs brain ကစောက်လို့မပြီးသေးဘူးတချို့လူကြီးတွေမှာတော့မှဒီဟာမပြီးသေးဘူးပေါ့နော်တစ်သက်လုံးမပြီးသွားတဲ့လူတွေတော့မှအများကြီးရှိကြတယ်အဲ့တော့ဒီသူရဲ့ strategy 3ကတော့ဘာလို့ဖို့လဲဆိုလို့ရှိရင်ဒီလှေကားကိုကျွန်တော်တို့ကကောင်းကောင်းမွန်မွန်နဲ့ခံရခံဖြစ်အောင်ကျွန်တော်တို့ကတိဆောက်ပေးဖို့
အဲ့လိုမျိုးစောက်ပေးဖို့ဆိုရင်ဘာလို့မှမလဲဆိုလို့ရှိရင်တဲ့ခုနတော့ဟာလေးနဲ့တော့ခက်စင်စင်ပဲပေါ့နော်ဒါပေမဲ့ခုနတော့ဟာတော့ဟိုတာကိုကျွန်တော်တို့က feeling ကိုအဓိကထားတယ်ဒီနေရာမှာတော့ကျွန်တော်တို့က self control ကိုအဓိကထားတယ်အဲ့တော့ self control ဖြစ်လာဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအုံနောက်ရဲ့အတွေးခေါ်ကိုကျွန်တော်တို့ဘာလုပ်ပြရမှာလဲဆိုရင် downstairs ကနေပြီးတော့ upstairs ကိုသူတို့ရဲ့ self control ဘိုင်းကိုကျွန်တော်တို့ကပါလာအောင်ဆွဲခေါ်ပေးရမယ်အဲ့လိုမျိုးဆွဲခေါ်တဲ့အခါမှာဘာလုပ်ရမှာလဲဆိုရင်မိခွန်းအနေနဲ့ကျွန်တော်တို့ကဆွဲခေါ်ရမယ်ကလေးတွေကိုအဲ့တော့ဒီနေရာမှာဆိုလို့ရှိရင် high stress situation မှာဆိုဒါဆိုခဏခဏဖြစ်တယ်ကျွန်တော်တို့ကလေးတွေဆိုလို့ရှိရင်မိဘတွေရှိတဲ့ကလေးတွေဆိုရင်တီးလိမ့်မှာဟိုမှာဒီကျွန်တော်ကြက်မြင့်ပေါ်မှာလူးလိမ့်ပြီးတော့အော်ငုံနေရတို့ဟိုဒီကစားကွင်းမှာမပြန်ကျင်လို့အော်နေတဲ့ဟာမျိုးတို့ဒီ user ပေါ့နော်ဒီစိုက်ဈေးဆိုင်နေမှာဆိုလို့ရှိရင်လည်းဟိုဟာလိုချင်လို့ဒီဟာလိုချင်အော်နေတဲ့ဟာမျိုးအဲ့လိုမျိုးနေရာမှာကျွန်တော်တို့ကဘာဖြစ်တာလဲဆိုရင်တို့ရဲ့ဒီ upstairs brain ကိုတို့အလုံးမလုံးနိုင်လို့ဒါမျိုးတွေဖြစ်နေတာအဲ့လိုမျိုးဖြစ်တဲ့အခါမှာဘာကိုရင်လောက်ရမှာလဲဆိုရင်ခုနကပြောတဲ့အတိုင်းပဲ right brain to right brain connect လို့ပါအဲ့ဒါပြီးရင်တော့တို့ကိုကျွန်တော်ကဘာလုပ်ရမှာလဲဆိုရင်လှေကားကိုစောက်ပေးတဲ့အနေနဲ့တို့မိခွန်းနေမေးပြီးတော့ဘာ decision တွေတို့ကိုယ်တိုင်လုပ်နေဆိုတဲ့ဟာကိုကျွန်တော်တို့ကတို့ practice လုပ်ပေးရမယ်အဲကြောင့်မလို့ engage လုပ်ပါဆိုတာဒါဘာလို့ဖို့လဲဆိုရင်တို့ရဲ့ upstairs brain ကိုအပေါ်တက် brain ကိုကျွန်တော်တို့ကအသုံးပြုနိုင်အောင်ကျွန်တော်တို့ကသင်ပေးပါဒါဘာလို့ရှင်းပြပါအဲ့မဖြစ်ခင်တည်းကဒါမိဘတွေအနေနဲ့ကလေးတွေကိုရှင်းပြတဲ့ဟာမျိုးပဲဖြစ်ဒါမှမဟုတ်သင်ပေးတဲ့ဟာမျိုးစကားပြောတဲ့ဟာမျိုးတွေဒါမျိုးတွေလုပ်ပေးဖို့ဥပမာကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ရဲ့သားတွေကိုအမြဲတမ်းညအိတ်ခါနီးမှာဆိုလို့ရှိရင်ပုံမြင်တွေပြောပြတဲ့ဒီသူတို့ဒီအုံနောက်အကြောင်းတွေပြောပြပေးတယ်ဒီလိုမျိုးပြောပြပေးခြင်းအပြင်သူတို့တကယ်ဖြစ်လာတဲ့အခါမှာသူတို့ဘာလုပ်လို့ရလဲဆိုလို့ရှိရင် okay ဒါဆိုရင် upstairs brain ကို engage လုပ်ကြည့်ဘာဘယ်လိုမျိုးစဉ်းစားမလဲဘာကိုဆုံးဖြတ်မလဲဆိုတဲ့ဟာသူတို့ကိုယ်တိုင်သူတို့လုပ်ခိုင်းတယ်အဲ့တော့အဲ့နီလန်နဲ့ enrich ဆိုတဲ့ဟာကိုကျွန်တော်တို့ကိုယ်တိုင်ဒေါသထွက်လာတဲ့ဟာမျိုးအဲ့တော့အဲ့လိုမျိုးမဖြစ်အောင်သူတို့ကိုကျွန်တော်တို့ကစပြီးအခုတည်းကစပြီးတော့ငငယ်မဖြစ်ခင်ကတည်းကကြိုတင်ပြီးတော့သူတို့ကိုယ်တိုင်ဆုံးဖြတ်တတ်အောင်တနည်းပြောမယ်ဆိုရင်သူတို့ရဲ့ဒီအပေါ်ဓာတ်ကိုပို့ပြီးတော့စောက်လို့ပြီးတော့ကျွန်တော်တို့ကလေ့ကျင့်ပေးတာကလေးငယ်လေးကလေးကစပေါ့နော်ကျွန်တော်တို့မိဘတွေကလှုပ်တတ်တယ်ဟိုကလေးကိုဘာဝစ်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကအကုန်လုံးပြင်ဆင်ထားပေးရအဲ့လိုမျိုးမဟုတ်ဘဲနဲ့ဟိုတေးသေးလေး small decision လေးကစပြီးတော့သူတို့အရွယ်နဲ့လိုက်အောင်ဆုံးဖြတ်ခိုင်းကြည့်ဒီဟာလေးဝစ်မလားဒီဟာလေးဝစ်မလားဒီဖက်ဝစ်မလားဒီဖက်ဝစ်မလားသူတို့ကိုယ်တိုင်ဆုံးဖြတ်တတ်လေမြတ်ဆုံးဖြတ်လေသူတို့ရဲ့အပေါ်ဓာတ်ကအုံနောက်ကတဖြည်းဖြည်းနဲ့ပို့ပြီးတော့တိဆောက်ပြီးသားဖြစ်သွားတယ်တခုဆိုလို့ရှိရင်လည်းသူတို့ကျွန်တော်တို့ကဘာလုပ်ခိုင်းတာလဲဆိုရင်သူတို့တခုလိုချင်တယ်ဆိုရင် convince me လားကိုယ်ကိုလက်ခံနိုင်အောင်ပြလက်ခံနိုင်အောင်ရှင်းပြဒါမျိုးပြီးရင်တခုကိုနဲ့မိဘနဲ့ကိုသားနဲ့ဒါမှမဟုတ်ကိုနဲ့ကိုသားသမီးနဲ့အဆင်မပြေဘူးဆိုလို့ရှိရင်လည်း okay ဒီနေရာမှာ come up with a solution that works for both of us okay ဒါဆိုလို့ရှိရင်ဘယ်လို solution ဆိုရင်နှစ်ယောက်စလုံးအတွက်အဆင်ပြေနိုင်မလဲဆိုတဲ့ဟာကိုသူတို့ကိုကျွန်တော်တို့ကတကယ်လူကြီးတွေအနေနဲ့ကိုလူကြီးလေးတွေလို့ပေါ့နော်သူတို့စကားပြောပြီးတော့ decision ကိုသူတို့လုပ်ခိုင်းဘာကြောင့်လဲဆိုရင်ကျွန်တော်တို့များသောအားဖြင့်လုပ်တတ်တဲ့ဟာမိဘတွေကဒီကလေးတွေအတွက် decision လုပ်ပေးတာအရင်များကြတယ်အဲ့လိုမျိုးလုပ်ပေးခြင်းအပြင်ဘာလုပ်နေရဆိုရင်ကျွန်တော်တို့ကသူတို့ရဲ့အပေါ်ဓာတ်ကိုဟားလောင်းဖြစ်အောင်ထားနေတာ ਨੇ အတူတူပဲအဲ့တော့အခုကစပြီးတော့ပေါ့နော်ဒီအုံနောက်ကိုဒီမြင်နှစ်ခုကိုကျွန်တော်ခွဲမြင်လိုက်အပေါ်ဓာတ်နဲ့အောက်ထပ်ရှိတယ်ကျွန်တော်တို့ကကျွန်တော်တို့ parenting style ကြီးကအပေါ်ဓာတ်ကိုသေချာစောက်ခွင့်မပေးဘူးဆိုလို့ရှိရင်ဒီကလေးကဘယ်လို့မှအဆင်ပြေမှာမဟုတ်သူတို့ကိုသူတို့ control self control လဲလုပ်နိုင်စွမ်းရှိမှာမဟုတ်ဒါလေးကိုတော့ကျွန်တော်ကတော်တော်လေးသဘောကျတယ်အဲ့တော့ဒီမှာနောက်ဆက်တွဲ strategy number 4ကတော့သူတို့ကိုဘာလုပ်ခိုင်းလို့လဲဆိုရင်သူတို့ကို use it or lose it ဆိုတာသူတို့ကိုကျွန်တော်က don't make decision for your kids လူကြီးတွေအနေနဲ့မိဘတွေအနေနဲ့ like မလုပ်ခိုင်းနဲ့သူတို့ကိုသူတို့လုပ်ခိုင်းပေးပါသူတို့ရဲ့ time table ကိုသူတို့ကနေသူတို့ဆုံးဖြတ်ခိုင်းတဲ့ဟာမျိုးပြီးရင်မုံဘိုးပေးရင်တောင်မှနေ့စဉ်ဘိုးပေးတာမျိုးမဟုတ်ဘဲနဲ့အပတ်စဉ်ဘိုးပေးလိုက်တဲ့ဟာမျိုးအဲ့ဒါဆိုရင်အနည်းဆုံးသူတို့ကစဉ်းစားပြီးပထမမစဉ်းစားနိုင်တဲ့အခါမှာသူတို့ကတပတ်စာကိုတစ်ခါလေးသုံးနေတာမျိုးဖြစ်နိုင်တယ်အဲ့လိုမျိုးဖြစ်လို့ရှိရင်တော့မှသူတို့ကိုဘာလုပ်ရမှာလဲဆိုရင်ဒီသူတို့ရဲ့ action နဲ့ consequence ကိုမြင်လာအောင်ပြောပြီးတော့သူတို့ကနေသူတို့ plan လုပ်တတ်အောင်ဒီအပေါ်ဓာတ်ကိုတွားပြီးတော့ကျွန်တော်တို့စောက်ပြီးတော့မှဒါကောင်းလာမှာမစောက်လို့ရှိရင် use it မသုံးအသုံးမချအောင်ဆိုရင်ဒါကဒီအမိုးကဘယ်တော့မှမတက်လာပဲနဲ့အဆင်ပြေမှာမဟုတ်အဲ့တော့ဒါဒုတိယချက်နောက်ဆုံးတတိယချက်ကတော့ဘာလဲဆိုလို့ရှိရင်ဒီအပေါ်ဓာတ်ကိုစောက်ဖို့ဆိုလို့ရှိရင်တဲ့ဘာကလည်းအရေးကြီးသေးလဲဆိုရင် movement ကလည်းအရေးကြီးသေးတယ်တဲ့အဲကြောင့်မလို့ make them move physical activity some more physical exercise physical ကျွန်တော်တို့ movement ကဒီအပေါ်ဓာတ်ကိုစောက်ဖို့ဒီ neurocortex ကိုတိစောက်တဲ့နေရာမှာလည်းအရေးကြီးတယ်အဲကြောင့်မလို့ကလေးကိုရေကူးတာတို့ဘာလို့ဆိုတဲ့ဟာတွေလည်းကျွန်တော်တို့ကကစားကွင်းမှာဆော့ခိုင်းတဲ့ဟာမျိုးပြေးခိုင်းတဲ့ဟာမျိုးဆိုတဲ့ဟာအရေးကြီးတယ်ဆိုရအဲ့တော့ဒါကတော့ဒီ၃ချက်ပေါ့နော် movement ရယ်ပြီးရင်
use it သူတို့ပို့ပြီးတော့ခဏခဏဆုံးဖြတ်ခိုင်းနေတာစဉ်းစားခိုင်းတဲ့ဟာမျိုးတွေလုပ်ဖို့ရယ်ပြီးတော့နောက်တစ်ခုကတော့ဒီနေရာမှာကျွန်တော်တို့ကဘာလို့ဒီအုံနောက်ကနှစ်ထပ်ရှိတယ်ဆိုတဲ့ဟာကျွန်တော်သိထားပြီးတော့ဒါကိုသူတို့ကိုလည်းသိအောင်ပြောပြဖို့ဆိုတဲ့ဟာကတော့ဘာလုပ်ပြဖို့လဲဆိုရင်သူတို့ရဲ့ vertical ပေါ့နော်ပေါ်တက်နဲ့အောက်ထပ်ကိုကျွန်တော်က integrate လုပ်ပေးနီလန်၃ခုဆိုပြီးတော့ပြောပြလာဒီချက်လေးကတော်တော်လေးကောင်းတယ်အဲ့တော့ဒါကိုစပါနော်ဒီပုံလေးရဲ့ဒီ metaphor လေးရလည်းအရင်ကောင်းတယ်အဲဒါကြောင့်မလို့ဒီဟာကိုတော့ကျွန်တော်တော်တော်လေးကြိုက်တယ်အပေါ်တက်ကအမြဲတမ်းမပြီးသေးဘူးအပေါ်တက်ကိုစောက်ခွင့်မပေးဘူးဆိုလို့ရှိရင်လည်းဘယ်လိုမှကောင်းလာမှာမဟုတ်အဲ့တော့ဒါကတော့နောက်ထပ် strategy ၃ခုဒီနားလေးမှာကျွန်တော်ခဏရက်လိုက်ပြီးတော့မေးခွန်းရှိရင်ဆွေးနွေးကြည့်ပေးပါဒါမှမဟုတ်ကိုယ်တိုင်မိဘတွေဆိုလို့ရှိရင်လည်းဘာတွေလုံးမိလဲဘာတွေမှားမိလဲဆိုတဲ့ဟာဘာတွေပြောင်းလို့ရလဲဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ဆွေးနွေးကြည့်ပေးပါဆရာ neurology ကဒီကလေး parenting အတွက်ကိုတကယ်အခြေခံသဘောတရားကြီးဖြစ်နေပါတော့ဒီ psychology တက်ကိုတနည်းပြောမယ်ဆိုတော့ကျွန်တော်တို့ကအုံနောက်ကရှိသမျှဟာကိုဆုံးဖြတ်နေတာဆိုတော့အုံနောက်ရဲ့ဖွံ့ဖြိုးမှုရဲ့အုံနောက်ရဲ့အလုပ်လုပ်ပုံရဲ့ကိုနားလည်ထားတယ်ဆိုရင်ကျန်တဲ့ဟာတွေကဒီအုံနောက်ရဲ့အလုပ်လုပ်ပုံနဲ့ဖြစ်ပေါ်လာတဲ့ behavior တွေဆိုတော့တနည်းပြောမယ်ဆိုရင်တော့ဒါကအခြေခံသဘောတရားလို့ကျွန်တော်ပြောရမှာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲဆိုရင်ဒါကတော့ပထမနှစ်ခုက horizontal integration ဒါကတော့ vertical integration တတိယတစ်ခုကတော့ဘာကိုကျွန်တော်စပြောပြီးလဲဆိုရင် memory integration အခုဖြစ်လာတဲ့ memories တွေအရင်တော့ရှိခဲ့တဲ့ memories တွေအခုဖြစ်လာတဲ့ experience တွေကိုဘယ်လိုမျိုး integrate လုပ်မလဲဆိုတာအဲ့ဒီနေရာမှာတော့ဒီ chapter မစခင်မှာဘာကိုရှင်းပြလဲဆိုရင်ကျွန်တော်တို့လူတွေသိထားတဲ့အမှားနှစ်ခုပေါ့နော် memories နဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ရဲ့အမှားနှစ်ခုတဲ့အဲ့ဒါတော့ပထမတစ်ခုကတော့ဘာလဲဆိုရင်ကျွန်တော်တို့ရဲ့ memory ဆိုတဲ့ဟာမှတ်ဉာဏ်ဆိုတဲ့ဟာတဲ့ not a file cabinet with a fixed location မှာကျွန်တော်တို့ကfile cabinet ဆိုတာ answer တစ်ခုပေါ့ဒီ memory ဆိုတဲ့ဟာကကျွန်တော်တို့ computer ထဲမှာဆိုလို့ရှိရင်တော့ memory address ရှိတယ်အဲ့ address ကနေပြီးတော့လိုချင်လို့ရှိရင်အဲ့ file ကိုလိုချင်အဲ့ address ကနေလှမ်းခေါ်လိုက်တယ်ဆိုတဲ့ဘောမျိုးဒါပေမဲ့လူရဲ့အုံနောက်ထဲမှာကျွန်တော်တို့ရဲ့ဒီ memories တွေ store လုပ်ထားတာအဲ့လိုမျိုး store လုပ်ထားတာမဟုတ်ဘူးတဲ့ဘယ်လိုမျိုး store လုပ်ထားလဲဆိုရင်နေရာအတိအကျနဲ့ store လုပ်ထားတာတော့မဟုတ်ဘူးသူကဘာနဲ့ store လုပ်ထားလဲဆိုလို့ရှိရင် by association ဆိုတဲ့ဟာတော့ဒီ memory လေးတွေအများကြီးပေါင်းပြီးတော့သူကမလုပ်လိုက်တာလဲဆိုလို့ရှိရင်စုထားတာဒီ memory ကို store လုပ်ထားအဲ့တော့နေရာမျိုးစုံမှာ store လုပ်ထားအဲ့တော့ဥပမာကျွန်တော်တို့ကတစ်ခုခုအကြောင်းကိုပြန်စဉ်းစားလိုက်တယ်ဆိုကြတော့ကျွန်တော်လက်ပတ်နာကြီးလို့ကျွန်တော်ပြောလိုက်တယ်ဆိုရင်အဲ့လက်ပတ်နာကြီးနဲ့ပတ်သက်တဲ့ဥစားပေါ့နော် experience တွေ memories တွေမျိုးစုံကလာပြီးတော့ကျွန်တော်တို့ကကိုက memory ဥစားလက်ပတ်နာကြီးလို့ပြောလိုက်တော့မှ watch လို့ပြောလိုက်တော့မှအဲ့ဒီဟာအဲ့ဒါနဲ့ပတ်သက်တဲ့ဟာတွေဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်တဲ့ဟာတွေတဲမှာတော့မှဘယ်ဟာတော့အထင်ရှားဆုံးဘယ်ဟာတော့အကောင်းဆုံးဘယ်ဟာတော့အဆိုးဆုံးဆိုတဲ့ဟာတွေကသူကနေသူပေါ်လာအဲ့တော့တနည်းပြောမှဆိုရင်သူက address အတိအကျရှိပြီးတော့မှတ်ထားတာမျိုးမဟုတ်ဒါပထမအချက်ဒုတိယအချက်ကတော့ကျွန်တော်ရဲ့ memory ဆိုတဲ့ဟာကလည်း photocopy machine မဟုတ် photocopy machine မဟုတ်ဘူးဆိုတာကျွန်တော်တို့ computer ပေါ်မှာဓာတ်ပုံတစ်ခုကို save လုပ်ထားသလိုမျိုး save လုပ်ထားတာမဟုတ်အဲ့ဒါကြောင့်မလို့ memory ကိုကျွန်တော်တို့ recall ပြန်ခေါ်တိုင်းဘာပြန်လုပ်တာနဲ့တူတာလဲဘာပြန်လုပ်တာနဲ့တူတာလဲဆိုရင်ပြန်ပြီးတော့အဲ့ဒီအကြောင်းကို reconstruct ပြန်လုပ်တာပြန်ပြီးတော့အဲ့ဒီမှတ်ဉာဏ်ဒါမှမဟုတ်အဲ့ဒီအဖြစ်အပျက်ကိုကျွန်တော်ကအုံနောက်ထဲမှာပြန်တိဆောက်တာအဲ့လိုပြန်တိဆောက်တဲ့အခါမှာဘာတွေဖြစ်သွားဆိုရင်မှားသွားတဲ့ဟာမျိုးတွေဒါမှမဟုတ် information အသိရလာတဲ့အခါမှာအဲ့ information ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကပြန်ပြီးတော့အဲ့ memory ကိုပြန်တိဆောက်လိုက်တယ်အဲ့ memory ကိုပြန် recall လိုက်တယ်ဖြစ်တဲ့ကြောင့်မလို့လွဲနေတာတွေအများကြီးပါတယ်အဲ့တော့ဒါကတော့ဗာလဲဆိုလို့ရှိရင်ဒီ memory နဲ့ပတ်သက်လာပြီးတော့ကျွန်တော်တို့သိထားမယ်အချက်နှစ်ချက်အဲ့တော့ဒီဟာကတော့ဘာနော်တခြားသောစာအုပ်တွေမှာဆိုရင်ပို့ပြီးတော့အသေးစိတ်ပါတယ်ဒီနေရာမှာတော့ the myth ပေါ့နော်လူတွေအများစုမှားနေတဲ့နှစ်ခုသာအရင်ရှင်းပြတယ်အဲ့တော့ဒါလေးကိုအရင်နားလည်ထားမယ်ပြီးတော့နောက်ထပ် memory နဲ့ပတ်သက်ပြီးတော့ကျွန်တော်သိထားမယ်ဟာဘာရှိသေးလဲဆိုရင် implicit and explicit memory ဆိုတာရှိတယ် implicit ဆိုတဲ့ဟာတော့ကျွန်တော်ခုနကလည်းပြောခဲ့သလိုမျိုးပဲကျွန်တော်ရဲ့ subconscious ထဲမှာရှိနေတာသိစိတ်မှာရှိတာမဟုတ်မသိစိတ်ထဲမှာဖြစ်နေတာဒါတွေကငယ်ငယ်တော့အတွေ့အကြုံတွေဒါမှမဟုတ်ကျွန်တော်သတိမထားမိတဲ့အတွေ့အကြုံတွေဒီအတွေ့အကြုံကိုတော့သတိထားမိလိုက်တယ်ဒါပေမဲ့ဒါအရင် painful ဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကသိစိတ်ကနေမေ့ထားပေးမယ်မသိစိတ်ထဲမှာကြံနေတဲ့ဟာမျိုးတွေကိုဒါတွေက implicit memory လို့ခေါ်တယ်
အဲ့ implicit memory ကကျွန်တော် set မလုပ်ရသေးဘူးဆိုလို့ရှိရင်ဒါမှမဟုတ်ဒါကို resolve မလုပ်ရသေးဘူးဆိုရင်အဲ့ထက်မှာအမြဲတမ်းညှောင်လိုမျိုးပဲဆွဲမထုတ်ရသေးရအဲ့ညှောင်ကရှိနေသေးတာပေါ့နော်ဒါပေမဲ့လူတော်တော်များများကတော့အဲ့လိုမျိုးဆိုးဆိုးဝါးဝါအတွေ့အကြုံတွေသိပြီးတော့ဟိုမကြုံတွေ့ရတော့သိပြီးတော့ပြဿနာမရှိဘူးပေါ့နော်တကယ်ကိုအဲ့လိုမျိုးကိုအရန်ကို trauma တွေများတယ်ငယ်ငယ်တုန်းက abuse တွေခံရတဲ့လူတွေဆိုရင်တော့အဲ့ဒီစူကအဲ့ညှောင်ကကြီးနေပြီးတော့ပို့ပြီးတော့အသက်ကြီးလာတဲ့ခါမှာလည်းဒါကိုလာပြီးတော့ affect ဖြစ်စေနိုင်တယ် explicit ဆိုတာကတော့ရှင်းတယ်ပေါ့နော် conscious memory ဒါကတော့ကျွန်တော်တို့ကသိကိုသိနေတဲ့ဟာမျိုးတွေအဲ့ဒီမှာဆိုလို့ရှိရင်လည်းဥပမာပေးထားပါတော့ကျွန်တော်တို့ချို့တွေကမွေကိုကြောက်တယ်ဒါပေမဲ့ဘာကြောင့်ကြောက်မှန်းမသိဘူးအဲ့ချို့ကတော့အတန်အကြီးတွေအတန်ကျယ်ကြီးတွေကိုကြောက်တယ်ဘာကြောင့်ကြောက်မှန်းမသိဘူးချို့ကတော့ဒါကျွန်တော်တို့ရဲ့ physiological reaction ဒါပေမဲ့ချို့ကြတော့လည်းကျွန်တော်တို့ရဲ့ experience ကြောင့်မလို့conscious ဆိုတဲ့ဟာ explicit ဆိုတဲ့ဟာကျွန်တော်တို့ကသိကိုသိနေကိုဘာလို့မကြိုက်ဘူးလဲဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့ကသိရတာအဲ့တော့ဒီ integration အကြောင်းဘာကို integrate လုပ်ခိုင်းတာဆိုရင် memory ကို integrate လုပ်ခိုင်းတာတနည်းပြောမယ်ဆိုတော့ဒါ psychoanalytics ကိုကျွန်တော်တို့ဟို psychoanalytics လုပ်တယ်ဆိုလို့သဘောမျိုးပဲပေါ့နော်ပထမဆုံးချင်း implicit ကို explicit ဖြစ်လာအောင်လုပ်ဖို့ဆိုတဲ့သဘောတရားအဲ့တော့သူရဲ့ strategy 6ကတော့ဘာလုပ်တာလဲဆိုရင် use the remote of the mind ဘာကိုပြောတာလဲဆိုလို့ရှိရင်ကလေးတွေကိုဥပမာပေါ့နော်ဒီမှာတော့သူကဒီစာအုပ်ထဲမှာတော့ဥပမာပေးသွားတဲ့ဟာတော့ဒီအမေနဲ့သားနဲ့ဒီသားကပထမတော့သူကဟောပေါ့နော်သူကចောင်းပိတ်ရမှာသူတငယ်ချင်းနဲ့ရေကူးတင်တန်းတက်ဖို့သူကပျော်နေတာပေါ့ဒါပေမဲ့တကယ်တမ်းကူးရတော့မယ်တကယ်တမ်းရေသွားကူးရတော့မယ်ဆိုတဲ့အခါမှာသူကကြောက်ရေမကူးချင်ဘူးလုံးဝ phobia လိုမျိုးဖြစ်နေတာအဲ့လိုမျိုးဖြစ်တဲ့အခါမှာသူ့အမေကဘာလုပ်ပေးတာလဲဆိုလို့ရှိရင်သူ့ကိုပြန်ပြီးတော့ဟိုမဖြစ်မနေမရဘူးသွားမယ်ဘာကြောင့်မလို့ကြောက်နေရလဲဒါမျိုးတွေအဓိပ္ပာယ်မရှိဘူးဒါမျိုးတွေသူကပြောတာမဟုတ်ဘဲနဲ့ဘာကိုပြန်လုပ်တာလဲဆိုလို့ရှိရင်ဒီရေကူးတဲ့ဟာနဲ့ပတ်သက်ပြီးလို့သူ့ရဲ့အရင်တုန်းကသူ့ရဲ့တနည်းပြောမယ်ဆိုလို့ရှိရင်ဒီ memory ဟောင်းကိုဒါမှမဟုတ်သူ့ရဲ့အတွေ့အကြုံတွေကိုပြန်ပြီးတော့စကားပြောခိုင်းတာပြန်ပြီးတော့သူနဲ့သူ့ရဲ့ story ကိုပြန်ပြောခိုင်းတာအဲ့တော့သူ့ရဲ့ story ကိုပြောတဲ့အခါမှာ remote ဆိုရတော့ကျွန်တော် remote control ပေါ့နော် TV ကို control လုပ်တယ်လို့မျိုးပဲဒီကလေးကိုကျွန်တော်တို့က control လုပ်ခွင့်ပေးပြီးတော့ဘယ်ဟာတွေကိုကြော်ပြစ်မယ်ဘယ်ဟာတွေတော့မြန်မြန်ပြောပြစ်မယ်ဘယ်ဟာတွေကိုတော့ကျွန်တော်တို့က pause လုပ်မယ်ဆိုတဲ့ဟာမျိုးကိုသူ့ကိုကျွန်တော်တို့ကcontrol ကိုပေးထားတာအဲ့တော့ဘာလို့ခိုင်းတာလဲဆိုရင်သူ့ရဲ့ဥပမာကဲဒါဆိုလို့ရှိရင် तू ဆိုကြပါစို့ရေကူးမသွားခြင်းဒါမှမဟုတ်စပိတ်မစီတခုမလုပ်ချင်တယ်ဥမာချို့ကလေးတွေဆိုလို့ရှိရင်ဒီတင်တန်းကိုမသွားခြင်းဒီဆီယာမနဲ့မတင်ခြင်းဆိုတဲ့ဟာမျိုးတွေရှိကောင်းရှိလိမ့်မယ်အဲ့ခါကျရင်ကျွန်တော်ကဘာလုပ်တာလဲဆိုရင်သူ့ရဲ့အတွေ့အကြုံကိုဒါမှမဟုတ်သူ့စိတ်ထဲမှာဖြစ်နေတာကျွန်တော်ကစကားပြောခိုင်းတာကဲတော့ဒီဟာကို let them tell the story their way သူတို့ရဲ့အတွေ့အကြုံသူတို့ဖြစ်နေတဲ့ဟာကိုစကားပြောခိုင်းအဲ့လိုမျိုးစကားပြောနေရင်းနဲ့မှာကျွန်တော်ကဘာလေးတွေလုပ်တာလဲဆိုရင်အစာလေးတွေဆွဲခေါ်ပြီးတော့သူ့ကိုအရင်တော့ပြဿနာကိုသူ့ရဲ့မသိစိတ်မှာဖြစ်နေတဲ့ implicit ကို explicit ဖြစ်အောင်လုပ်တာအကောင်းဆုံးလုပ်နိုင်တာတော့ဒီလိုမျိုးပေါ့နော် counselor တို့ဘာလို့ကတော့အကောင်းဆုံးဒါပေမဲ့ဒီနေရာမှာတော့မိဘတွေအနေနဲ့လည်းလုပ်လို့ရတယ်အရင်ကြီးကြီးမားမားပြဿနာမဟုတ်ဘူးဆိုရင်လုပ်လို့ရတယ်ဆိုတဲ့သဘောကိုဒီနေရာမှာဆိုလိုထားတာအဓိကတော့ဒီနေရာမှာဘာလုပ်ဖို့လဲဆိုရင်သူတို့နဲ့စကားပြောပြီးတော့သူတို့ကို story တွေစကားပြောခိုင်းဖို့တော့ဒီဟာလည်းအရင်အရေးကြီးတယ်ပေါ့နော်ကျွန်တော်ဥစ္စာပေါ့နော်မိဘတွေအနေနဲ့ဆရာကိုယ့်ရဲ့သားသမီးကိုအချိန်ပေးပြီးတော့သူတို့ပြောချင်တဲ့ story ကိုနားထောင်ဖို့especially သူတို့တခုခုအရန်ကြောက်တဲ့ဟာမျိုးတခုဒေါသထွက်တဲ့ဟာမျိုးဆိုလို့ရှိရင်သူတို့ရဲ့ story ကိုကျွန်တော်တို့ကအယုံလေးနားထောင်ဖို့နားထောင်ပြီးပြီဆိုရင်တော့ number 7ကတော့ဘာလုပ်ဖို့လဲဆိုလို့ရှိရင်သူတို့ကိုကျွန်တော်တို့ကလည်းဒါကို practice လုပ်ခိုင်းဖို့အဲ့တော့ဒါကိုဥစ္စာပေါ့နော် remember to remember ဆိုတာကတော့ကလေးတွေနဲ့အများအားဒီလိုမျိုးပေါ့နော်သူတို့ရဲ့ story လေးသူတို့ရဲ့ shoot down ကိုကျွန်တော်တို့ကနားထောင်ကြည့်ပြီးတော့အဲ့ဒီဟာလေးတွေကိုလက်ရှိအခြေအနေနဲ့ integrate လုပ်ဖို့အဲ့ဒါမျိုးဒါကိုဘာလုပ်တာဆိုရင် integrating memories လို့ခေါ်တာဒီနေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကထမင်းစားတဲ့အချိန်မှာလည်းစကားပြောလို့ရတယ်ကားမောင်းနေနေလည်းစကားပြောလို့ရတယ်မအိတ်ခင်လည်းကျွန်တော်တို့ပြောလို့ရတယ်ပေါ့နေရာတိုင်းမှာသူတို့ကိုဘာလုပ်ခိုင်းလို့လဲဆိုလို့ရှိရင်သူတို့ရဲ့ memories တွေကို exercise လုပ်ခိုင်းတယ်ဒါကတော့ဥမာတနေ့တာမှာသူတို့ဖြစ်ခဲ့တဲ့ဟာဆိုလို့ရှိရင်ကျွန်တော်တို့မေးလိုက်တဲ့ဟာမျိုးဒါမှမဟုတ်ဒီတပတ်မှာဆိုလို့ရှိရင်တော့သူတို့ရဲ့အကြီးမားဆုံးအခက်ခဲကဘာလဲဆိုတဲ့ဟာမျိုးပြောလိုက်တဲ့ဟာမျိုးဒါကတော့ပုံမှန်အနေနဲ့ကျွန်တော်ကလေ့ကျင့်ပေးသွားရမယ်ဆိုတဲ့ဟာကိုပြောတာခုနကတော့မသိသေးတဲ့သူတို့ရဲ့သတိမထားမိတဲ့ဟာတွေပို့ပြီးတော့သတိထားမိအောင်ပို့ပြီးတော့မြင်သာလာအောင်ကျွန်တော်တို့ကလုပ်ပေးတဲ့ဟာဒါကတော့ပုံမှန်နေ့စဉ်လုပ်သွားရမယ်ဆိုတဲ့သဘောတရား remember help them remember to remember ဒီဟာလေးကလည်းဒါဘာလုပ်တာလဲဆိုလို့ရှိရင် memories ကိုကျွန်တော်တို့က integrate လုပ်ဖို့
အဲ့သူတို့ပြောနေနေမှာပေါ့နော်သူတို့ပြောခုနကကလေးဆိုလို့ရှိရင်ဆိုကြပါစို့ရေကူးကြောက်တဲ့ကလေးဆိုလို့ရှိရင်သူကပြောတာပေါ့နော်ဟာသူနောက်ဆုံးရေကူးခဲ့တော့ဟာသူ့တငယ်ချင်းတွေရေထဲမှာဝိုင်းနှစ်ထားလို့သူအသက်ရှူရက်ခဏီတီဖြစ်သွားတယ်ပေါ့နော်အဲ့သူကသူ့ရဲ့ point of view ကအဲ့လိုမျိုးဒါပေမဲ့အခါကျတော့မှသူ့အမေကပြောတာဒါပေမဲ့သူ့ပတ်ဝန်းကျင်မှာဘာတွေရှိလဲဆိုလို့ရှိရင်လူကြီးတွေလည်းရှိတယ်တခြားသူ့ကိုကူပေးလို့ရတဲ့လူတွေလည်းရှိတယ်အဲ့ဒါကြောင့်မလို့သူကဘာမှတကယ်တမ်းတော့နောက်ဆုံးဘာမှမဖြစ်ဘူးဆိုတာအဲ့တော့အဲ့လိုမျိုးသူ့ရဲ့သူ့ရဲ့ရှုထောင့်လေးက narrow ဖြစ်နေပြီးတော့ပြဿနာကိုပဲမြင်လိုက်တယ်အဲ့ဒါကိုမှကျွန်တော်ကသူ့ရဲ့ story ကိုနားထောင်ပြီးတော့ဘေးကနေပြီးတော့နောက်ထပ်တနည်းလည်းဖြစ်လို့ရသေးတယ်တကယ်တမ်းအဲ့လိုမျိုးအခြေအနေမဟုတ်ဘူးဆိုတဲ့အောင်ကျွန်တော်တို့ကမြင်အောင်ပြောပြပေါ့ဒါကိုဘာလို့လဲဆိုရင်သူ့မှာ memory တော့ရှိတယ်ဒါပေမဲ့အဲ့ memory ကမကောင်းတဲ့ဟာကိုပဲ focus ထားတယ်အဲ့ဒါလေးကိုကျွန်တော်တို့ကပြန်ပြီးတော့ memory ကို integrate လုပ်ဖို့ပြီးတော့ဒီ memory ကို recall လုပ်တဲ့ဟာကိုလည်းတစ်ခါလေ့ကျင့်ပေးဖို့ဒီချက်လေးကလည်းတော်တော်လေးအရေးကြီးတယ်ပေါ့နော်ဒီနားလေးမှာကျွန်တော်ခဏရက်ပြီးတော့မိကိုမဲ့ဖြစ်ဖြစ်ဆွေးနွေးချင်တာဖြစ်ရင်လည်းဆွေးနွေးလို့ရတယ်ဒါကတော့ memories ကို integrate လုပ်တာခုနကတော့ brain ကို horizontal vertical integrate လုပ်တယ်ဒါကတော့ memory ကို integrate လုပ်တယ်ဒီကဒီ integration ပဲဖြစ်ဖြစ်ဒီ connection ပဲပေါ့နော်ဖြည်းဖြည်းကဟိုပါပေါ့နော်ဒီပါနဲ့ကလေးကြားမှာဟိုကအကောင်းဆုံးက talking တစ်ခုပဲ talking အဓိကအရေးကြီးဆုံးဖြစ်မတယ်เนาะဆရာဟုတ်တယ်မှာကျွန်တော်အိမ်မှာဆိုလို့ရှိရင်ဒါသူတို့သားတွေကျွန်တော်သားတွေကြောင်းပြန်လာပြီးတချို့တစ်ခါရရင်ဒေါသထွက်ပြီးပြန်လာတစ်ခါကျရင် one နေပြီးတော့ပြန်လာအဲ့ဒါဆိုရင်ကျွန်တော်အရင်ချင်းသူတို့အများအားဘာလုပ်လဲဆိုလို့ရှိရင်emotionally connect လုပ်တယ်သူတို့အများအားကျွန်တော်ဒီပြီးတော့ physical touch ကလည်းအရေးကြီးတယ်ပေါ့နော်သူတို့ဖတ်တာတို့နမ်းတာတို့အများအားကျွန်တော်လုပ်ပေးနေဖို့အရေးကြီးတယ်တစ်ခါကျလို့ရှိရင်ငယ်လေးကလေးအဲ့လိုမျိုးမလုပ်တဲ့ကြောင့်ကြီးတဲ့အခါမှာဘာဖြစ်သွားလဲဆိုလို့ရှိရင်မိဘနဲ့ကလေးနဲ့သားသမီးနဲ့ကြားထဲမှာတော့မှအဲ့လိုမျိုးနမ်းတာတို့ဖတ်တာတို့မလုပ်ကြတော့တဲ့ဟာမျိုးတွေရှိတယ်အဲ့လိုမျိုးမဖြစ်အောင်ဒါဆိုရင် emotional connection လုပ်တယ်ပြီးကြတော့မှသူတို့ဒီနေ့ဘာတွေဖြစ်ခဲ့လဲဒီနေ့ဘယ်သူနဲ့ဘာတွေလုပ်ခဲ့လဲဘာကတော့သူ့အတွက်အခက်ဆုံး subject လဲဘယ် lesson ကတော့သူ့အတွက်အပျော်ဆုံးလဲဒါမျိုးတွေကျွန်တော်တို့အမြဲတမ်း communicate လုပ်တယ်ပြင်မဲ့အဲ့ခေတ်မှာဆိုလို့ရှိရင်လည်းသူတို့ကျွန်တော်တို့စကားပြောပြီးဖို့ဟုတ်ကြအောင်ကျွန်တော်တို့မြန်မာ family မှာဆိုရင်ဆရာအဲ့လိုမျိုး physical touch ပေါ့နော်ကိုသားသမီးကိုဖတ်ပြီးတော့အဲ့လိုမျိုးကျင်နာနာမျိုးလုပ်ပေးရမျိုးအမတန်ရှားရဆရာကျမရဲ့မိသားစုထဲမှာလည်းအဲ့လိုမျိုးတစ်ခါမှမကြုံခဲ့ရဘူးကြာလာတော့အဲ့ဒါအမတန်ကိုလိုအပ်တယ်အမှန်ကိုသားသမီးကိုဘယ်လိုကျင်နာမှန်းကိုပြသပေးရမှာပေါ့နော် regularly ပုံမှန်လေးပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ရဲ့တူတွေကိုတောင်မှပေါ့နော်အဲ့လိုမျိုးသူတို့တွေ့တာနဲ့ကောက်ဖက်ပြီးတော့အဲ့လိုမျိုးသူတို့တချို့ဆိုလို့ရှိရင်နည်းနည်းကြီးနေပြီဒါပေမဲ့ကြီးဆိုသူတို့ရှိန်တိန်တိန်ဖြစ်တယ်ဒါပေမဲ့လုတ်ပါများတော့နောက်ဆုံးကြလို့ရှိရင်ကိုယ်မြင်လို့ရှိရင်တခြားလူကိုသာမလုပ်ချင်မလုပ်ဘူးဒါပေမဲ့သူတို့ကဘာဖြစ်လဲဆိုလို့ရှိရင်မှန်မှန်တော့သူတို့သဘောကျကြပထမသာရှက်ကိုရှက်ကန်လောက်တာနောက်ပိုင်းကြလို့ရှိရင်ပုံမှန်သာလုပ်ရင်သူတို့ကအများတန်းအဖိုးတွေဖွားတွေဆိုလို့ရှိရင်လည်းသူတို့ကိုလှုပ်ခိုင်းတယ်ကျွန်တော်သားတွေဆိုရင်အများတန်းတွေ့တဲ့အခါမှာပြီးတော့အပြန်မှာနှုတ်ဆက်တဲ့အခါမှာဆိုရင်အမြဲတမ်းဒါကိုလုပ်မဖြစ်မနေကိုလုပ်ခိုင်းတာဟုတ်ကဲ့ဆရာတာကြတော့လေအခုကအဲ့လိုနည်းနည်း emotion များနေတဲ့အချိန်ဆိုလို့ရှိရင် physical touch ကိုလုံးဝဟိုဖြစ်လို့မရဘူးလုံးဝသူလက်မခံဘူးပေါ့နော်လက်မခံဘူးအဲ့ဒါတခုရယ်နောက်တစ်ခုကဟိုးရင်တော့ကသူ့မှာအဲ့လိုနည်းနည်း bad experience တခုရှိခဲ့တယ်အကြောင်းမှာ bully တခုပေါ့နော်အဲ့ဒါကလေပြောပြတယ်ဒီလားမဲ့သူမပြေဘူးရဲ့တော်တော်ကြာနေတနည်းပြောမစင်တော့သူက closure ပေါ့နော် closure သူစိတ်ကျင်တဲ့မှုမရသွားဘူးသူလိုချင်တဲ့အဖြေဒါမှမဟုတ်သူလိုချင်တဲ့တနည်းပြောမယ်ဆိုသူလိုချင်တဲ့ shoot down ဒါမှမဟုတ်သူသိစေချင်တဲ့ shoot down ကိုသူများလူကတခြားလူပေါ့နော်မသိသေးဘူးလို့သူစိတ်ထဲမှာဖြစ်နေလို့တခါကြလို့ရှိရင်ကျတော့သူသိစေချင်တဲ့အချက်လေးရှိတယ်ဒါမှမဟုတ်သူနားလေစေချင်တာသူမြင်ပါဇက်ကတော့ပြောတာမဟုတ်ဒါပေမဲ့အဲ့ဒါမျိုးကိုသူကတခြားလူကသူ့ကိုနားလေသွားပြီးတော့သူ့ရဲ့ shoot down သိသွားတယ်ဆိုတဲ့ဟာမျိုးသူတို့ခံစားကြတာအဲ့လိုမျိုးကြတော့မှသာဒီ closure ကိုသူတို့ရတာသူကလေကလေးတပါဝါ तू ကအဲ့လိုအဲ့ဒီလူကသူ့ကိုလှုပ်တဲ့အတွက်ကြောင့်မလို့အဲ့လိုပြန်ခံစေချင်တာပြန်ခံရစေချင်တယ်အဲ့လိုဖြစ်နေတယ်ပေါ့အဲ့ဒါတော့ကျွန်တော်တို့ကဒီနောက်ဆုံးပေါ့နော် me to be ဆိုတဲ့ဟာကိုကျွန်တော်တို့သွားမှာပေါ့
Okay ဆရာခုနဟိုပြဿနာတွေဒီကွာဆရာတင်ထားပြီးတဲ့ဒီဟိုတွေက7 habits ဆရာဟာလေးတခုပေါ့နော်အဲ့ဒါလေးကျွန်တော်သုံးပြတယ်ဒီကလေးတို့အတွက်ကျတော့ဟိုဟာကလေးကသူ့ရဲ့ feeling ကိုကျွန်တော်ကနားလဲပါလို့သူခံစားရတဲ့အနေအထားတစ်ခုမှကျွန်တော်ပြောချင်တာသူအကုန်နားထောင်တယ်အဲ့ဒီတစ်ခုလေးကိုကျွန်တော်သုံးပြတယ်ကလေးကိုဒါဟိုဟာ share သဘောလေးပါဟုတ်တယ်ဟိုဒါလူတွေရဲ့ဟိုစားပေါ့နော်လူတွေရဲ့ basic needs တခုတည်းမှာto be understood ဆိုတဲ့ဟာကဒါအရေးကြီးဆုံးတစ်ခုတည်းမှာပါပေါ့နော်ကိုသူ့စိတ်ထဲမှာဖြစ်နေရတော့တခြားလူကနားလည်သွားတယ်လို့ခံစားရင်သူ့ရင်ထဲမှာပေါ့သွားတယ်အဲ့ဒါမှ listening ကအဲ့ညမှာတော်တော်လေးအရေးကြီးရဆိုရယ်โอเคပါအဲ့ဒါကျွန်တော်ရှင်းဆက်သွားလိုက်မယ်အဲ့တော့ဒါကတော့တတိယမြောက် integration ပေါ့နော်နောက်ထပ်စတုတ္ထမြောက် integration ကတော့ဒါဘာလို့တာလဲဆိုရင်ကျွန်တော်တို့ခုနပြောခဲ့တဲ့ the United States of me ပေါ့ကျွန်တော်တို့ရဲ့အခြားသောအစိတ်ပိုင်းတွေကိုလည်းလာပြီးတော့အုံနောက်တစ်ခုလည်းမဟုတ်ဘဲအခြားသောအစိတ်ပိုင်းတွေကိုလည်းလာပြီးတော့ integrate လုပ်တယ်ဆိုတဲ့သဘောတရားအဲ့တော့ဒီညမှာတော့သူကဘာကိုသုံးတာလဲဆိုရင် the wheel of awareness ဆိုတဲ့ဟာကိုသူကဒီ concept လေးကိုသူကပြောထားတယ်အဲ့ဒါကိုနောက်တစ်မျိုးသူက mindset ကိုလည်းသူကသုံးထားတာပေါ့နော်အဲ့တော့ဒီသဘောတရားလေးကရိုးရိုးရှင်းရှင်းလေးပါအလေကောင်ကတော့ဒါကျွန်တော်တို့ရဲ့ဟိုတနည်းပြောမယ်ဆိုတော့ကျွန်တော်တို့ရဲ့ core ပေါ့လူတစ်ယောက်ရဲ့သူ့ရဲ့ core သူ့ရဲ့အဓိကအချက်တွေ values တွေဒါတွေဒါပေမဲ့ပြဿနာကဘာလဲဆိုလို့ရှိရင်တဲ့ဒီ cost တဲ့ပြဿနာကဘာလဲဆိုရင်အပြင်ကစဝိုင်းပေါ့အပြင်ကစဝိုင်းကိုကြောက်တော့သူသုံးတဲ့ဟာတော့ rims လို့သုံးတာပေါ့ဒါပေမဲ့ core ကဘယ်လောက်ပဲရှိနေနေတဲ့ဘယ်ဟာကိုသွားပြီးတော့ကျွန်တော်တို့ကလူတွေရဲ့အုံနောက်ထဲမှာပေါ်တာလဲဆိုရင်ကျွန်တော်တို့ရဲ့ focus သွားပြီးတော့ပေါ်ခဲ့ဟေးဥမာကျွန်တော်ကဘယ်လောက်ပဲခုနပြောသလိုပဲเนาะကျွန်တော်ကဘယ်လောက်ပဲယဉ်ကျေးတဲ့လူတယောက်ပဲဖြစ်ကျွန်တော် focus လုပ်နေတဲ့ဟာကဒီကိုမကျင်တဲ့လူတယောက်ဒါမှမဟုတ်ကိုမကောင်းတာလုပ်ထားတဲ့လူတယောက်ကိုပဲကျွန်တော် focus လုပ်နေလို့ရှိရင်ကျွန်တော်ခေါ်ကိုဒီဘက်ကအပြင်ကလာပြီးတော့ကျွန်တော်ရဲ့ focus ကဘာဖြစ်သွားမှာလဲဆိုရင် overtake လုပ်သွားမယ်ဒါမှမဟုတ် control လုပ်သွားမယ်ပေါ့အဲ့တော့ဒါတနည်းပြောမယ်ဆိုရင်ကိုကဘာကို focus လုပ်တာလဲပုံမှာမူတည်ပြီးတော့ဟိုလူရဲ့သဘာဝကပြောင်းလဲသွားတယ်ဆိုတဲ့ဟာအဲ့တော့အဲ့ focus လုပ်လို့ရတဲ့ဟာကြီးအများကြီးပဲပေါ့နော်ဒါဆိုလို့ရှိရင်လည်းကလေးဆိုလို့ဒါကလေးမှမဟုတ်လူကြီးပဲ memories တွေ focus လုပ်ရ thoughts တွေ focus လုပ်ရတယ် feelings တွေ dreams တွေဒါတွေကိုကျွန်တော်တို့က focus လုပ်လို့ရတဲ့ဟာကြီးအများကြီးရှိတယ်ဒါကိုသူက mindset လို့ခေါ်တာပေါ့နော်တချို့ကြောင့်လည်းဒါကိုပေါ့နော် mindset လို့လည်းခေါ်လို့ရတယ်ဒါပေမဲ့သူကတော့ဒါကျွန်တော်တို့ရဲ့ focus လုပ်တဲ့နေရာကိုသူကဒီနေရာမှာဆိုလိုတာအဲ့တော့အဲ့ဒါမျိုးတွေဖြစ်တဲ့အခါမှာသူတို့ကိုကျွန်တော်တို့ကဘာကိုသိအောင်ပြောဖို့လဲဆိုရင်ဒါကို integrate လုပ်နိုင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကပထမဆုံးချက်က number 8ပေါ့နော်ဒါ strategy number 8ကတော့ let the clouds of emotions roll by ကလေးတွေကိုဘာလို့မြင်အောင်ကျွန်တော်တို့သိအောင်ရှင်းပြဖို့ပြောပြဖို့လဲဆိုလို့ရှိရင် remind kids that feelings come and go ဆိုလိုတဲ့သဘောတရားတွေဒီခံစားချက်တွေကဘာလဲဆိုလို့ရှိရင်permanent မဟုတ်ဘူးပေါ့နော်ဒါအမြဲတမ်းဖြစ်နေမှာမဟုတ်ဘူးဒါတွေကရောက်လာလိုက်ထွက်သွားလိုက်ရောက်လာလိုက်ထွက်သွားလိုက်ဒါ impermanent ဆိုတဲ့သဘောတရားကိုကျွန်တော်တို့မြင်အောင်ပြောပြဖို့ဟင်ခုနကတော့ပြောလို့ပေါ့နော်သူဒေါသထွက်နေရဒီလူကိုဒေါသထွက်နေဆိုတဲ့ဟာဟုတ်တယ်အခုချိန်မှာဖြစ်နေတာဒါပေမဲ့ဒါပြီးရင်ပျောက်သွားမှာပဲဆိုတဲ့ဟာကိုတိမ်နေလို့ပဲပေါ့နော်ဒါကိုကျွန်တော်တို့ကပြောပြဖို့နားလည်အောင်လုပ်ပေါ့ဟုတ်တယ်ဟိုသူတို့ရဲ့ feelings ကိုကျွန်တော်တို့ကအတိမတ်မပြုတာမဟုတ်ဟုတ်တယ်အတိမတ်ပြုပေးတဲ့သူဒီအချိန်မှာဒီလိုမျိုးခံစားနေရတယ်ဒီခံစားချက်ကဘယ်လောက်ထိပြင်းထန်လဲဆိုတဲ့ဟာကိုလည်းကျွန်တော်သိတယ်ဒါပေမဲ့သူတို့ကျွန်တော်တို့ကပို့ပြီးတော့သိအောင်ပြောဖို့အားကြတော့ဘာလဲဆိုလို့ရှိရင်ဒီဟာတွေကအချိန်တစ်ခုအချိန်တစ်ခါပြီးတစ်ခုပြီးလို့ရှိရင်ဒါပျောက်သွားမှာပဲဆိုတဲ့ဟာငဲ့တော့ဒါကိုစိတ်ပူနေကြမလို့ဆိုတဲ့ဟာမျိုးဟင်ဥပမာကျွန်တော်သားဆိုလို့ရှိရင်ပထမဆုံးဘာဖြစ်တာဆိုကြောင်းသွားတဲ့ခါမှာသူကကြောင်းကားပေါ်မှာသူကဘူလီလုပ်ခံသူကအဲ့တော့ဟိုတန်းနှစ်တန်းပေါ့နော်သူ့ကိုဘူလီလုပ်တာဒီ primary 6ပေါ့ primary 6ကလေးကသူ့တက်အများကြီးပိုကြီးတဲ့ကလေးကဘူလီလုပ်တယ်သူကကြောင်းကားမစီးရင်အဲ့တော့သူဟိုကြောက်တာအဲ့ဒါမျိုးဆိုလို့ရှိရင်လည်းသူကနောက်ပိုင်းကျတော့အဲ့ကလေးတွေကမရှိတော့ပေမဲ့သူကကြောင်းကားကိုမစီးရသေးဘူးဘာလို့ကြောင်းကားစီးရမယ်ဆိုတဲ့ experience ကသူ့အတွက်အရန်ဟိုလောက negative ဖြစ်တဲ့ experience ဖြစ်တဲ့အကြောင်းသူတို့ဟုတ်တယ်ကြောက်နေပေမဲ့ဒီဟာကဘာဖြစ်မှာဆိုရင်ဟိုပထမတော့သူတို့ထင်တဲ့ဟာတော့အဲ့ emotion ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ထင်တဲ့ဟာဒီဟာကြီးကဘယ်တော့မှပျောက်မှာမဟုတ်ဘူးလို့ကျွန်တော်တို့ထင်နေရဆိုတဲ့ဟာအဲ့တော့သူတို့ကိုကျွန်တော်တို့ပြန်ပြီးတော့ parallel experience ပေါ့နော်အရင်တုန်းကသူတို့ကြောက်ခဲ့တာပဲဒါပေမဲ့ဒါဟာလည်းပြီးတော့ပျောက်သွားတာပဲဆိုတဲ့ဟာကိုကျွန်တော်တို့ကမြင်အောင်နဲ့နားလည်အောင်လုပ်ပေးဖို့ဒါကတော့တနည်းပြောမယ်ဆိုရင်သူတို့ရဲ့ဒီခုနပြောတဲ့ဒီ focus area တွေကိုကျွန်တော်တို့ကဘာလုပ်ဖို့လဲဆိုရင် integrate လုပ်အဲ့တော့တခြားသော parts တွေကိုကျွန်တော်တို့ integrate လုပ်တယ်လို့သွားတော့ဒီမှာတော့သွားသုံးထားတာအဲ့တော့ဒါလေးကလည်းဒါအရေးကြီးတဲ့ချက်ပေါ့နော်သူကဘာပဲဖြစ်နေနေသူတို့ကျွန်တော်တို့နားထောင်ပေးနားလဲအောင်လုပ်ပေးပြီးလို့ရှင်တော့ဒီဟာတွေကအရင်တုန်းကလည်းဒီလိုခံစားချက်ရှိခဲ့တာပဲဒါပေမဲ့ပြီးတော့လည်းပျောက်သွားတာဆိုတဲ့ဟာကိုကျွန်တော်တို့မြင်အောင်သူတို့ကိုနားလဲအောင်ကျွန်တော်ကပြောပြဟင်ပြီးတော့နောက်တစ်ခုကတော့ဒါကတော့ဘာလုပ်ခိုင်းတာလဲဆိုလို့ရှိရင်ဒီ
mindfulness သဘောမျိုးကိုလေ့ကျင့်ခိုင်းတာဒီမှာတော့ဒီစာအုပ်ထဲမှာတော့ mindfulness လို့မသုံးဘူးပေါ့နော်ဒါပေမဲ့သဘောတရားကအတူတူပဲတော့ SIFT လို့ပြောသွားတယ်ဒီနေရာမှာတော့ဘာလို့လုပ်ခိုင်းတာလဲဆိုရင်သူတို့မအိတ်ခင်မှာပေါ့နော်မျက်စိလေးပိတ်ထားပြီးတော့သူတို့ဘာတွေကိုသတိထားမိတယ်လဲဆိုတဲ့ဟာဥပမာဒီမှာဆိုရင် sensations ပေါ့နော်ဘယ်နာခန္ဓာကိုယ်ရဲ့ဘယ်နာကတော့ဘာဖြစ်နေလဲဥပမာကလေးတယောက်ဆိုလို့ရှိရင်ဒေါသထွက်လာပြီဆိုလို့ရှိရင်ခုနကတော့ပြောသလိုပေါ့နော်ဒီလူကိုဒေါသထွက်တယ်သူအရန်ဒီလူကိုပြန်ပြီးတော့ခံစေချင်တယ်သူ့ကိုကျွန်တော်တို့ကဆိုကြပါစို့မျက်စိမိတ်ထားပြီးတော့ဒါကိုကြတော့အမှန်မှန်တော့ဘယ်ရလာဆိုရင် Gesalt therapy လို့ခေါ်တယ်ကျွန်တော်ရဲ့ဒီဟိုပါပေါ့နော်ဒီcounseling မှာဆိုလို့ရှိရင်ဟို psychotherapy မှာဆို Gesalt therapy ဆိုတဲ့သဘောတရားသူ့ရဲ့အခြေခံသဘောတရားကကျွန်တော်တို့အတွက်ပြင်းထန်တဲ့ခံစားချက်တွေကခန္ဓာကိုယ်မှာတဏှာမှာလာပြီးတော့ manifest ဖြစ်တယ်။ကျွန်တော်ဒေါသထွက်တယ်ဆိုရင်ကျွန်တော်ရဲ့တဏှာမှာအဲ့ဒေါသကလာပြီးတော့ sensation တစ်ခုအနေနဲ့ပေါ်တယ်။ဥပမာအလုံးကြီးတစ်ခုအနေနဲ့ဒါမှမဟုတ်နာကျင်တာမျိုးတစ်ခုအနေနဲ့ဒါမှမဟုတ်ကိုက်နေတာမျိုးတစ်ခုအနေနဲ့ဖြစ်တယ်။ Okay အဲ့တော့တချို့လူတွေဆိုလို့ရှိရင်တကယ်ကိုသူတို့ရဲ့ဒီခံစားချက်တွေကြောင့်လို့ sensation ဖြစ်တယ်။နော်တချို့တွေခေါင်းတွေကိုက်ဆေးမျိုးစုံတော့လည်းမပြောက်ဘူး။ဘာကြောင့်လဲဆိုတော့သူအဲ့ခေါင်းကိုက်တယ်ဆိုတဲ့ဟာဒီသူ့ရဲ့ဒီခံစားချက်တစ်ခုမဖြေရှင်းရသေးတဲ့ခံစားချက်တစ်ခုပေါ်မှာအခြေခံထားလို့အဲချို့ကြောင့်ဒေါသတွေထွက်နေချို့ကြောင့်လည်းဝမ်းနေနေရဟာမျိုးအဲ့ဒါတွေကလာပြီးတော့တနေရာပေါ်မှာပေါ်တယ်အဲ့တော့ဒီ Gesalt therapy မှာဒါမှမဟုတ်ဒီနေရာမှာကြောက်တယ်သူတို့ဘာလုပ်ခိုင်းတာလဲဆိုရင်အဲ့ဒီဟာလေးကိုအဝဲဖြစ်အောင်လုပ်ခိုင်းပြီးတော့အဲ့ဒီနေရာ short ချထားအောင်သူကသင်ပေးတာဒီမှာတော့ကလေးတွေကိုကြောက်ကျွန်တော်တို့ကဘာလုပ်ဖို့ဆိုရင်ဥမာသူတို့ဒေါသထွက်ဆိုရင်သူတို့အဲ့လိုပဲဒေါသထွက်ကမှသူတို့ရဲ့နှလုံးခုန်တော့ဘာတွေဖြစ်နေလဲဒါမှမဟုတ်သူတို့အန်ကျိတ်ထားတာလားတော့သူရဲ့မျက်မှောင်ကြုံထားလားဒါကိုသူတို့တတိထားမိအောင်ကျွန်တော်လုပ်ပေးဖို့ပြီးရင်လည်းအဲ့လိုမျိုးဒေါသထွက်တဲ့အချိန်မှာသူ့ရဲ့မျက်စိထဲမှာသူတို့ကျွန်တော်တို့ကလုံးဝပိတ်ကားတစ်ချက်အနေနဲ့ describe လုပ်ခိုင်းလို့ပေါ့နော်အဲ့တော့တနည်းပြောမယ်ဆိုဒါ mindfulness သဘောတရားပဲသူတို့ရဲ့စိတ်ထဲမှာဘာတွေဖြစ်နေလဲသူတို့ခံစားချက်တရားဘာတွေဖြစ်နေလဲပြီးရင်သူတို့စိတ်ထဲမှာဘာတွေတွေးနေလဲဆိုတော့ပို့ပြီးတော့တတိထားမိအောင်လုပ်ပေးဖို့ညတော့ခုနပြောခဲ့တဲ့သူရဲ့ဒီ the wheel တော့ပါနော်ဒီ mindset ဆိုတဲ့နေရာမှာ focus လုပ်ထားတဲ့ဟာလေးကိုပို့ပြီးတော့သိတာလာအောင်မြင်တာလာအောင်ကျွန်တော်တို့ကသူတို့ကို practice လုပ်ပေးပေါ့ဒါဆိုလို့ရှိရင်လည်းအများအား practice လုပ်ပေးနေရမယ်ဟာအခါကျတော့မှသူတို့ကပို့ပြီးတော့ self awareness တက်လာတယ် emotional awareness လည်းဒီမှာအများကြီးတက်လာနောက်ဆုံးတစ်ခုကတော့ဘာလို့ဖို့လဲဆိုရင်ဒီ exercise mindset ဒါဒီသဘောတရားပဲပေါ့နော်အဲ့တော့အခါကျလို့ရှိရင်ခုနလေ့ကျင့်ပြီးပြီဆိုလို့ရှိရင်သူတို့ဘာပြန်လုပ်ဖို့လဲဆိုလို့ရှိရင် calm လုပ်တာ okay ဒါတွေကိုတတိထားမိတာလို့ဆိုရင်ဒါကိုဘယ်လိုနည်းနဲ့ calm လုပ်မလဲဒီနေရာမှာတော့ exercise ကကျွန်တော်တည်ထားပြီးသားပါအသက်ကိုမှန်မှန်ရှူတဲ့ဟာမျိုးတွေပြီးရင်သူတို့ငြိမ်ထားပြီးတော့နေလိုက်တဲ့ဟာမျိုးတွေဒါတွေပြီးတော့နောက်တစ်ခုကတော့ဒီမှာဒုတိယအချက်ကရေးကြည့်ရပေါ့နော် focus their attention where they want ပထမကတော့သူတို့ရဲ့ focus တွေကဒီပြင်းထန်တဲ့ခံစားချက်တွေပေါ်မှာမူတည်တဲ့နေရာကိုသူ focus ရောက်သွားမှာခုနကဆိုရင်သူဒေါသထွက်တဲ့သူ့ရဲ့တငယ်ချင်းကိုသူ focus ရောက်နေမှာအဲ့ဒါကိုသူပထမဆုံးချက်ကကျွန်တော်တို့ကသတိထားမိတယ်အဲ့လိုမျိုးဖြစ်တဲ့အခါမှာတခြား sensation တွေဖြစ်တည်တယ်ပြီးတော့မှအဲ့ focus ကိုလိုချင်တဲ့ focus ဆိုတာကိုပြန်ပြီးတော့ပြောင်းလို့ရတယ်ပြောင်းနိုင်တယ်ဆိုတာကိုကိုယ်တည်းကလေ့ကျင့်ပေးထားတယ်အဲ့ဒါကလည်းမအိတ်ခင်မှာပဲဖြစ်ဖြစ်မိသားစု family times မှာပဲဖြစ်ဒါမျိုးတွေကျွန်တော်တို့ဟာငယ်လေးကလေးကလေ့ကျင့်ပေးထားလေပို့ပြီးတော့ဒီကလေးတွေရဲ့ဒီအုံနောက်ရဲ့ဖွံ့ဖြိုးမှုရဲ့သူ့ရဲ့ integration ရဲ့ပို့ပြီးတော့ကောင်းမွန်လေဒီ၃ချက်ကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘာကို integrate တာဆိုရင်ကျွန်တော်တို့ရဲ့ different parts of our existence ကိုပြန်ပြီးတော့လာပြီးတော့ integrate လုပ်တယ်ဆိုပြီးတော့ပြောထားဒီ၃ချက်လေးကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဒီနားမှာကျွန်တော်ခဏရပ်ပြီးတော့မေးခွန်းရှင်လည်းမေးကြည့်ပါဒါမျိုးကိုလက်ရှိလုပ်နေရဆိုလို့ရှိရင်လည်းအဲ့ဒီဥပမာဖြစ်ဖြစ် experience ကို share လုပ်လို့လည်းရပါတယ်မလုပ်သေးဘူးဆိုလို့ရှိရင်လည်းလုပ်ကြည့်ပါဦးเนาะဒါတကယ်ကိုထိရောက်တယ်အဲ့တော့ဒါတော့ကျွန်တော်လည်း assume လုပ်ကြည့်တဲ့ဟာတော်တော်များများမလုပ်ဖြစ်ကြဘူးပေါ့နော်အဲ့ဒါကိုကိုကနေစပြီးတော့လုပ်ကြည့်ပါကလေးတော့မလို့ဖြစ်ကြကိုယ့်ကိုယ်တော့လို့ဖြစ်တယ်ဒီဟိုဘုရားဘာသာနဲ့လေးဟိုနယ်လေးလာပြပြီးတော့လေโอเคပါအဲ့ဒါကျွန်တော်ရှင်းဆက်လိုက်ပါမယ်နောက်ဆုံးတစ်ခုကတော့ဗာလဲဆိုရင် the social brain ဆိုတာတော့ရှင်းတယ်ပေါ့နော်ဒီ integration ကတော့
from me to we ဆိုတဲ့သဘောတရားပေါ့အဲ့တော့အပြင်နဲ့ပါကျွန်တော်တို့ပြန်ပြီးတော့integrate လုပ်ဖို့ဆိုတဲ့သဘောတရားအော်ဒီမှာသူပထမဆုံးရှင်းပြတဲ့ဟာတော့ mirror neurons ပေါ့နော် mirror neurons ဆိုတဲ့ဟာတော့ဒါလည်းကျွန်တော်တခြားစာအုပ်တွေထဲမှာလည်းအများကြီးလို့ပြောတယ်ကျွန်တော်တို့ရဲ့ဒီအုံနောက်ကိုကဒါမှမဟုတ်လူရဲ့ဖွဲ့စည်းပုံကိုကကျွန်တော်တို့ social animal အနေနဲ့ကျွန်တော်တို့ဖွဲ့စည်းထားတာတယောက်တည်းတူရီသောရက်တီဖို့ဒါမှမဟုတ်အသက်ရှင်ဖို့တော့မဟုတ်ဘဲနဲ့အဖွဲ့အစည်းနဲ့ကျွန်တော်တို့ရှင်တန်ဖို့အဲ့ဒီကြောင့်မို့ကျွန်တော်ရဲ့အုံနောက်ထဲမှာ mirror neurons ဆိုတာရှိတယ် mirror neurons ဆိုတာကျတော့ဘာလို့တာလဲဆိုရင်သူကဥမာကျွန်တော်လူတစ်ယောက်ကိုကြည့်လိုက်တဲ့ခါမှာလူတစ်ယောက်မှာဆိုကြကျွန်တော်ရေတောက်နေတဲ့လူတစ်ယောက်ကိုကြည့်ရင်လူကအလိုရေစားပါတယ်ဥမာကျွန်တော်ဒီမှာဆိုရင်တစ်ခါကျရင်ကျွန်တော်ရေတောက်တယ်ရေတောက်တဲ့ခါမှာကျွန်တော်ရေတောက်တဲ့ဟာကိုကြည့်ခြင်းအပြင်ကိုယ်စိတ်ထဲမှာသာမသိတာကိုယ်တိုင်ရေစားသွားတဲ့ဟာမျိုးဒါမှမဟုတ်ဇရင်းမျိုးချတဲ့ဟာမျိုးဒါမှမဟုတ်ကိုယ်တိုင်ရေသွားတောက်မိတဲ့ဟာမျိုးတွေခဏခဏဖြစ်လိမ့်မယ်ဒါသတိမထားမိလို့အဲ့လိုပဲပို့ပြီးတော့သိတာတဲ့ဟာဆိုရင်တန်းလိုက်တာတယောက်ကတန်းလိုက်လို့ရှိရင်အိတ်ချင်လို့တန်းလိုက်လို့ရှိရင်အခန်းထဲမှာအဲ့လိုမျိုးတယောက်တန်းလို့ရှိရင်အဲ့ထက်မှာခဏလေးအတွင်းမှာအကုန်လုံးနှီးပါးလိုက်ပြီးတော့တန်းနေဆိုတဲ့သဘောမျိုးတယောက်ကဝမ်းနေတဲ့ဆိုရင်လည်းကျွန်တော်တို့က automatically လူတွေကဝမ်းနေလာတယ်အဲ့တော့ရုပ်ရှင်တွေကြည့်တဲ့အခါမှာရုပ်ရှင်တွေကဒီဇက်ကောင်ဖြစ်တဲ့ခံစားချက်တိုင်းကျွန်တော် live ဖြစ်တယ်ဆိုတာလည်းဘာကြောင့်လဲဆိုရင် mirror neurons ကြောင့်မလို့အဲ့တော့ဒီနေရာမှာတော့ကျွန်တော်တို့ကဒီ me to we integration ကဘာကိုသွားပြီးတော့ integrate လုပ်တာလဲဆိုလို့ရှိရင်ဒီသဘောတရားကိုပို့ပြီးတော့မြင်သာလာအောင်ပို့ပြီးတော့ကောင်းမွန်လာဒီကနေမှကျွန်တော်တို့ခေါ်တဲ့ဒီ empathy တို့ဘာလို့ဆိုတဲ့ဟာတွေက understanding တို့ဆိုတဲ့ဟာဖြစ်ပေါ်လာဒီ mirror neurons ကြောင့်သူကတော့နည်းနည်းလေးရှင်းပြသွားတယ်ဒီနေရာမှာတော့အများကြီးတော့ပြောကြမလို့ပေါ့နော်ဒါကတော့ကျွန်တော်တို့အုံနောက်ထဲမှာကိုအဲ့လိုမျိုးတခြားလူကတခုခုဖြစ်နေတဲ့ဟာကိုကျွန်တော်တို့လိုက်ပြီးတော့အဲ့တိုင်းပဲလိုက်ပြီးတော့ copy လုပ်တယ်လိုက်ပြီးတော့ follow လုပ်တယ်ဆိုတဲ့ဟာမျိုး neurons တွေရှိတယ်အဲ့လိုမျိုးရှိခြင်းအပြင်လည်းဒါတမင်တကာ brain ရဲ့တိဆောက်ပုံပဲပေါ့နော်အဲ့လိုမျိုးလှုပ်လိုက်တဲ့ကြောင့်မလို့ကျွန်တော်တို့ကတယောက်နဲ့တယောက်ပို့ပြီးတော့ရင်းနှီးအောင်တယောက်နဲ့တော့ပို့ပြီးတော့စာနာစိတ်ရှိအောင်သူကဒါ nature ကပေါ့နော်ဒါသဘာဝကလုပ်ပေးထားတယ်လို့လည်းကျွန်တော်တို့ပြောလို့ရတယ်ဒီမှာတော့သူကနှစ်ချက်သူကပြောသွားတယ် strategy 11နဲ့12ဒီမှာတော့သူကတခြားအပြင်ထက်စားလို့ရှိရင်သူကမိသားစုအတွင်းမှာပေါ့နော်ဒါကတော့မိဘတွေကနေပြီးတော့ကလေးတွေရဲ့ဘုံတော်ကိုဖွံ့ဖြိုးမှုအောင်သင်ပေးနေကြမလို့ဒီနေရာမှာ me to we နေရာမှာတော့အဓိကတော့ me ကတော့ကလေးတယောက်ချင်းစီ we ကတော့ family ကိုအရင်ဝင်စပြောတယ်ကျွန်တော် society နဲ့အပြင်ကိုမပြောဘဲနဲ့ family အတွင်းမှာကိုသူအရင်ဝင်ပြောတာဒီနေရာမှာတော့သူကဘာကိုအဓိကပြောတာလဲဆိုလို့ရှိရင်ဒီ family ထဲမှာ positive experience များများရတဲ့ကလေးကပတ်ဝန်းကျင်ကိုကြည့်တဲ့အခါမှာသူကပို့ပြီးတော့ positive ဖြစ်တယ်ဒါလည်း very simple idea အားလုံးလည်းသိထားပြီးသား idea အဲ့ဒီကြောင့်မလို့ဘာကိုလုပ်ဖို့လဲဆိုလို့ရှိရင်ဒီ family ထဲမှာ positive experience တွေများအောင်ကျွန်တော်တို့ကတည်ဆောက်ဖို့အဲ့တော့အဲ့ကြောင့်တော့ဒီမှာသုံးထားတာ family fun factor ပေါ့နော် family fun factor ဆိုတာမိသားစုအလိုက်မိသားစုအနေနဲ့ပေါ့နော်တမိသားစုလုံးအနေနဲ့ဘာတွေလုပ်ကြလဲအဲ့တော့ဘယ်လိုမျိုး routines တွေရှိလဲပြီးရင်မိသားစုတွေ့လို့ရှိရင်အမြဲတမ်းစကားတွေများနေတာလားဒါမှမဟုတ် fun activities တွေရှိတာလားဥပမာ picnic ထွက်တဲ့ဟာမျိုးဒါမှမဟုတ်ကစားကွင်းသွားပြီးဆော့တဲ့ဟာမျိုးစာအုပ်တူတူဖတ်တဲ့ဟာမျိုးအဲ့လိုမျိုး internet story တွေပြောတဲ့ဟာမျိုးရုပ်ရှင်တူတူကြည့်တဲ့ဟာမျိုးဒါမျိုးတွေကျွန်တော်တို့ဟာရှိလားမရှိလားဆိုတဲ့ဟာကိုပြောတာအဲ့လိုမျိုးပြောလို့လုံးဝ negative experience မရှိတော့လို့ပြောတာမဟုတ်ကလေးတွေကအချင်းချင်းဒါပေါ့နော်ညီကိုမောင်နှမချင်းချင်းစကားများတဲ့ဟာတွေရန်ဖြစ်တဲ့ဟာရှိနေအောင်ပါပဲဒါပေမဲ့ positive experience တွေကပိုများတယ်ဆိုလို့ရှိရင်တို့အနေနဲ့ဘာပို့လို့ရလဲဆိုရင်ဒီ negative experience ကိုအသာလေးကြော်ဖြတ်သွားလို့ရတယ်အဲ့နေရာမှာဒါ negative experience ကအများများနေရဆိုရင်တော့ဒီဟာကပို့ပြီးတော့ဒီကလေးရဲ့ဒီဒါပေါ့နော် shoot down ကဒါမှမဟုတ်သူမြင်တဲ့ perspective ကပတ်ဝန်းကျင်ကိုကြည့်တဲ့အခါမှာမယုံကြည်တဲ့အကြည့်နဲ့ပို့ကြည့်လိမ့်မယ်ပို့ပြီးတော့close minded လည်းပို့ဖြစ်လာမယ်ပို့ပြီးတော့လည်းကျွန်တော်တို့ကပတ်ဝန်းကျင်ကို suspicious ပေါ့နော်မယုံကြည်ဘူးဆိုတဲ့ဟာမျိုးတွေဖြစ်တယ်ဒီနေရာမှာကျွန်တော်တို့ကဘာလုပ်ဖို့လဲဆိုရင်ကိုယ့်မိသားစုရဲ့ routines ကိုတေချာလေးပြန်သုံးသပ်ကြည့်ပြီးတော့ဗောနော်မိသားစုလိုက်ဘာလုပ်လဲဥပမာချို့မိသားစုတွေဆိုလို့ရှိရင် family dinner ဆိုတဲ့ဟာတော့မှပုံမှန်မရှိဘူးပေါ့နော်ပုံမှန်မရှိဘူးဆိုတဲ့ဟာမှာအခြေအနေကြောင့်လို့လည်းဖြစ်နိုင်တယ်ဥပမာတရုတ်တွေဆိုလို့ရှိရင်တော့မှအနည်းဆုံးတစ်နှစ်တစ်ကြိမ် family dinner ဆိုတဲ့ဟာမျိုးရှိတဲ့ဟာမျိုးရှိသေးတယ်ပေါ့နော်အဲ့တော့ဒီ routine တစ်ခုကိုဖြစ်နေအောင်ကျွန်တော်တို့ကတိဆောက်ထားဖို့ပြီးတော့မှ fun ဖြစ်တဲ့ factor တခုပေါ့နော်ပုံမှန်လုပ်တဲ့ fun factor ဆိုတဲ့ဟာမျိုးကျွန်တော်တို့လုပ်ဖို့ဒါလေးကလည်းတော်တော်လေးအရေးကြီးတဲ့အထက်မှာပါတယ်ပေါ့နော်တော်တော်များများကအခုလက်ရှိမှာမိဘတွေအဖေလည်းလုပ်ရတယ်အမေလည်းလုပ်ရတယ်ကလေးတွေကလည်းတစ်ချိန်လုံးကျူရှင်သွားတယ်ကျောင်းတွေတက်နေရတယ်ဆိုတဲ့အခါမှာသူတို့အနေနဲ့ဒီလိုမျိုးပုံမှန် routine ဆိုတဲ့ဟာမရှိတော့လို့ရှိရင်လည်း
ဒီ experience ကနေသွားအဲ့တော့ within family experience နေသွားတဲ့အခါမှာဒါမှမဟုတ် positive experience တွေနေသွားတဲ့အခါမှာသူတို့ရဲ့ outlook ကဟို negative ဘက်ကိုပိုရောက်သွားတယ်အဲ့တော့ကိုယ်တိုင်ဘယ်လိုမျိုး fun factor လေးတွေရှိလဲအခုလက်ရှိမှာဆိုရင်လည်းဟိုကျွန်တော်တို့ဥပမာအနေနဲ့အတူယူလို့ရအောင်ကိုမိသားစုထဲမှာဒါမျိုးတွေပုံမှန် routine အနေနဲ့လုပ်တဲ့ဟာလေးတွေဘာလေးရှိလဲအဲ့ဒါလေးလည်းမျှဝေကြည့်ပေးပါဟိုကျွန်တော်ကရလာမသိဘူး ကြားရတယ်ဟုတ်ကဲ့ ကျွန်တော်ငငယ်တော့အဲ့လိုအတွေ့အကြုံဟိုရှိရပေါ့နော်ကောင်းတဲ့အတွေ့အကြုံတွေရှိရပေါ့ကျွန်တော်မိဘတွေရဲ့ကောင်းမှုပေါ့အဲ့လိုရှိတော့ဒီဘက်မှာလည်းဟိုကိုမိသားစုနဲ့ကိုအဲ့လိုလေးလုပ်ဖို့တော့ကြိုးစားတယ်ဒါပေမဲ့ခုနလိုပြောလို့ပေါ့ weekday မှာကြတော့အဲ့ခါတော်တော်လုပ်ဖို့ခက်တယ်အဲ့တော့ routine အနေနဲ့ဆိုလို့ရှိရင်ကိုလုပ်ချင်တဲ့လောက်လုပ်ခွင့်မရဘူးပေါ့နော်အဲ့တော့ဟို weekend မှာတော့ဟိုရတော့တော့ဟိုကြိုးစားပြီးတော့လုပ်တယ်ဟိုအဲ့လိုမျိုးအတွေ့အကြုံတွေဖြစ်လာအောင်တော့ကျွန်တော်ခုနပြောတဲ့ဟာလက်ခံတာကတော့ကိုမိသားစုမှာကောင်းမွန်တဲ့အတွေ့အကြုံရှိရဆိုလို့ရှိရင်ပတ်ဝန်းကျင်အတွက်လည်းဟိုကောင်းမွန်တယ်ပေါ့နော်အဲ့တော့ဟိုအဲ့ဒါတော့လက်ခံတယ်ဟုတ်သူကလည်းကြိုးတော့ကြိုးစားရတယ်ဒါပေမဲ့တိတ်ခုခေတ်မှာကြာတော့နည်းနည်းဖြစ်ရတယ်နည်းတော့ခက်သလားတော့ဟိုကျွန်တော်အရင်တော့ဆိုရင်တော့ every day ဟို dinner family dinner ပေါ့နော်ဟိုကိုမိသားစုမှာဟိုကိုမိဘရဲ့မိသားစုပေါ့နော်ဒါပေမဲ့ကိုပိုင်မိသားစုဖြစ်လာတဲ့ခါကျအဲ့ဒါလုပ်လို့မရဘူးဖြစ်နေတော့နည်းနည်းတော့ဟိုဖြစ်တယ် satisfaction ကိုညီနေတိတ်မရှိသလိုဟုတ်တယ်ဥပမာကျွန်တော်ဆိုလို့ရှိရင်ကျန်တဲ့ဟာပဲလုပ်လို့မရရင်တော့မနော်ဥပမာကျွန်တော်ဟိုကလေးတွေကကြောင်းပြန်ရောက်တယ်အိမ်ရောက်ပြီဆိုတော့ကျွန်တော်ကိုဖုန်းဆက်ခိုင်းတဲ့ဟာမျိုးပေါ့နော်အဲ့ဒါဆိုရင်ဥပမာကျွန်တော်အလုပ်လုပ်နေတယ်အပြင်ရောက်နေတယ်ဆိုလို့ရှိရင်ဒါလေးကသူတို့အိမ်ရောက်တာနဲ့ကျွန်တော်လှမ်းပြီးတော့ဟိုပုံမှန်အိမ်မှာရှိတယ်ဆိုရင်တော့ကျွန်တော်သူတို့ဟိုဖက်ပြီးတော့နမ်းပြီးတော့ကျွန်တော်နှုတ်ဆက်တယ်ဒါပေမဲ့အိမ်မှာမရှိဘူးဆိုလို့ရှိရင်သူက automatic ဖုန်းဆက်ပြီးတော့ကျွန်တော်လှမ်းပြီးတော့လှမ်းပြောတယ်ဆိုရမယ်အဲ့တော့ဟိုအနည်းဆုံးသူတို့ရဲ့စိတ်ထဲမှာပေါ့နော်သူတို့ရဲ့ဒီအသိစိတ်ထဲမှာဒီ routine လေးတွေရှိတယ်ဒါလေးတွေကဒီ bonding ကိုပို့ပြီးတော့တိဆောက်တယ်ဆိုတဲ့ဟာမျိုးပြောမှတနင်္ဂနွေနေ့ဆိုလို့ရှိရင်ကျွန်တော်ဒီဟာပဲလုပ်တယ်ကျန်တဲ့ဟာကျွန်တော်ဥပမာဒီ AP မှာဆိုပဲလုပ်တယ်ကျန်တဲ့ဟာကျွန်တော်ဘာမှမလုပ်မိသားစုအချိန်ပေးတယ်အဲ့သဘောမျိုးပေါ့အဲ့ဒါမှမဟုတ်ကျွန်တော်ပြောနေတဲ့ဟာတကယ်လို့ဒါကိုဒီဟာကိုနောက်တနားရီလောက်နောက်ဆုံးလို့ရတယ်ဆိုရင်ကျွန်တော်ပို့ပြီးတော့ half day လုံးဝ full half day လောက်ကမိသားစုတွေပို့အချိန်ပေးလို့ရအဲ့သဘောမျိုးပေါ့နော်ရတဲ့အချိန်လေးကိုကျွန်တော်ဖဲ့ပြီးတော့ဟိုတချို့ဟာတွေကြတော့လည်းဖဲ့ပြီးတော့မဟုတ်တမင်တကာကိုအဲ့ဒီအတွက်ဒီတန်းကိုအချိန်ပေးထားပြီးတော့လုပ်ရတဲ့ဟာမျိုးပေါ့ဆရာဒီ bonding အတွက်ကိုတအားကောင်းလာတဲ့ခါကျရင်ခုနဒီဟို adversity quotient အတွက်ကျတော့သွားပြီးထိစရာရှိလားဆိုလို့ရှိရင်တဲ့ဘက်ကတအားကြီး depend အားလုပ်သွားပြီးတဲ့ခါကျတော့ဒီဟာကိုတအားကြီးဗုဒ္ဓဘာသာအရဆိုလို့ရှိရင်နည်းလေးဟိုဟာနေပေါ့နော်အဲ့နှစ်ချက်အရာနည်းလေးတွေ့သွားလို့ဆရာ bonding ကောင်းလာလို့ရှိရင်ကျွန်တော်တို့အနေနဲ့ပြောတဲ့ဟာကခုနမေကွန်းလေးကဘယ်လိုဥစားဘာအတွက်မကောင်းတာလဲဟိုငါဆွဲသွားတယ်ဆိုတဲ့ဟာမျိုးအဲ့လိုမျိုးဆရာကြီး attachment ပူများသွားမှာပေါ့နော် attachment ပူများသွားတဲ့ခါကျရင်ဒါကတော့ဗုဒ္ဓဘာသာဘက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်နည်းနည်းလေးဟိုပါဘောနော်ဟိုနည်းလေးဟို against လေးဖြစ်နေတယ်ဒီဟိုကကျတော့လေတစ်ဖက်ကခုနပြောတဲ့ adversity quotient ပေါ့ဒီဟိုဘယ်လိုလဲ depend နဲ့ပူများသွားသလားပေါ့နော်ဒီအေဘောတွားပြီး depend တအားလို့လုံးဝခါကျရင်ခုနကဟိုလောကရန်ရင်ဆိုင်တဲ့ခါကျရင်ဒီဟာကြီးကနည်းနည်းလေးပြော့သွားတာပေါ့အဲ့နှစ်ခုလေးတစ်ချက်လေးစဉ်းစားမိတယ်လို့ပါဆရာကျွန်တော်အမြင်ကတော့ dependency ကအဲ့ဒီနေရာမှာဟိုဥပမာပေါ့နော်ဟိုရှိသမျှဟာကိုကျွန်တော်တို့ကကလေးကိုကျွန်တော်တို့ decide လုပ်ပေးနေတယ်ကျွန်တော်တို့ပြောတဲ့ဟာကိုပဲသူတို့နားထောင်နေရတယ်ဆိုလို့ရှိရင်ကျတော့ဘာမှဖြစ်ဘူးလဲဆိုရင်ဒါလုံးဝ dependence ဘောတရားကိုရောက်တာပေါ့ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့တိဆောက်နေတဲ့ဟာတော့ interdependence ပေါ့ dependence မဟုတ်ဘူး interdependence အဲ့တော့သူတို့ကနေသူတို့ဆုံးဖြတ်နိုင်စွမ်းရှိတယ်သူတို့ကနေသူတို့ဟိုစဉ်းစားတွေးခေါ်နိုင်စွမ်းရှိတယ်ဒါပေမဲ့ဒီဟာကတော့ဘာလဲဆိုလို့ရှိရင်ဒီ relationship ကိုကျွန်တော်တို့ကပို့ပြီးတော့ကောင်းအောင်လုပ်တယ်ဆိုတဲ့ဟာပဲဟိုကြောက်လို့ဖုန်းဆက်တာလည်းမဟုတ်ဘူးကြောက်လို့ဒါတွေလုပ်တာလည်းမဟုတ်ဘူးပြီးတော့ရှိသမျှဟာကိုဟိုဆိုကြပါတော့မိဘခွင့်ပြုမှမိဘသဘောတူမှလုပ်တဲ့ဟာမျိုးမဟုတ်သူတို့ကိုသူတို့စဉ်းစားပြီးလုပ်နိုင်တယ်ဆိုတဲ့အကြောင်းအဲ့တော့ဟို dependency ကတော့အိမ်မှာမရှိဘူးပေါ့နော်ဟိုပြီးတော့အဲ့ဒီဟိုနောက်တစ်ခုကတော့သူတို့ဟိုအခက်အခဲကြုံတွေ့ရတဲ့အခါမှာဒါမှမဟုတ်ပြဿနာရင်ဆိုင်ရတဲ့အခါမှာဆိုရင်တော့မှသူတို့အနေနဲ့သူတို့နောက်မှာဒီ relationship တွေရှိတယ်ဆိုတဲ့ဟာကဟိုကျွန်တော်တို့မှရန်ဖြစ်လို့ရှိရင်တငယ်ချင်းတွေပါလာလို့ရှိရင်ကိုယ်မှအားရှိတယ်လို့မျိုးကျွန်တော်တို့ပို့ပြီးတော့ဟို resilience ကပိုတက်တာဟုတ်ဆရာဟုတ်ခုနဟိုဘက်ကဘာသာရေးနဲ့ပြောမယ်ဆိုရင်တော့ဒါ attachment လို့ဒါပြောဟိုအဲ့ဒါတော့ဒါဟိုအဲ့လိုမျိုးတွေးလို့ရမြင်လို့ရသွားမှာပေါ့နော်ဒါပေမဲ့ဟိုဒီမှာတော့ကျွန်တော်တို့အဲ့ဒီဟာကိုမဆွေးနေတာပိုကောင်းပါတယ်ဟုတ်ကဲ့ပါဆရာ
ကျွန်တော်အမြင်နဲ့ပြောရရင်တော့ခုနဘွန်းကြီးကတော့ခုနလိုဟာမျိုးအစွဲတော့ရှိမှမထင်ဘူးကျွန်တော်အတွေ့အကြုံရပြောတာပါကျွန်တော်မိဘတွေနဲ့ဘွန်းကြီးကကြီးတော့တော်တော်လေးရှိခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဖေဆုံးသွားတော့ဒီကျွန်တော်စင်ကာပူမှာပဲအဲ့တော့ပြန်ပြည့်ခဲ့ဘူးပေါ့နော်ပြီးခဲ့တဲ့ဟိုလောက်က10 လလောက်ကဆုံးတာပေါ့ဒါပေမဲ့လို့အဲ့ memory ကဝမ်းနေပြီးကြံနေခဲ့ဘူးပေါ့နော်အဲ့ဘွန်းကြီးကြောင့်လားတော့မသိဘူးကျွန်တော်ပဲကြံနေခဲ့တာပေါ့ကောင်းတဲ့အမှတ်တရတွေပဲကြံနေခဲ့တယ်ပေါ့နော်အဲ့လိုတော့ရှိမှထင်တယ်ဟုတ်ကဲအဲ့ဒါကျွန်တော်ရှေ့ဆက်သွားလိုက်မယ်ဒါနောက်ဆုံး number 12ရောက်သွားပြီပေါ့နော်သူရဲ့နောက်ဆုံး strategy ကတော့ဗာလဲဆိုရင်သူ connect through conflict ဒါကတော့ဘာကိုလုပ်ဖို့လဲဆိုလို့ရှိရင် connect through conflict ဆိုတဲ့ဟာတော့ဒီမိသားစုအတွင်းမှာပေါ့နော်ခါကြမိဘနဲ့သားသမီးဖြစ်နိုင်တယ်ခါကြလို့ရှိရင်ညီကိုမောင်နှမတွေဖြစ်နိုင်တယ်ကလေးချင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လာတဲ့ခါမှာလေသူတို့ကိုကျွန်တော်တို့ကဘာသင်ပေးဖို့လဲဆိုလို့ရှိရင် teach kids to argue with we in mind ပေါ့နော် we mindset နဲ့ကျွန်တော်တို့ပို့ပြီးတော့အဲ့လိုမျိုးconflict တွေကိုဖြေရှင်းပေးဖို့ဆိုရအဲ့တော့အဲ့လိုမျိုးဖြေရှင်းပေးဖို့ဆိုရင်ကျွန်တော်တို့အနေနဲ့သူတို့ကိုဘာသင်ပေးရမှာလဲဆိုလို့ရှိရင်ဒီမှာပေါ့ help them understand other POV ဆို point of view ကျွန်တော်တို့ကငယ်လေးကတည်းကမြင်လာအောင်ပေါ့နော်တခုဖြစ်တယ်ဆိုလို့ရှိရင်တစ်ဖက်လူအနေနဲ့ဘယ်လိုမြင်ပါလဲတစ်ဖက်လူမှာအမြင်သူတို့နဲ့မတူတဲ့အမြင်ရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကသိအောင်လုပ်ဖို့ဒါကိုလည်းဒါကိုကြတော့ကျွန်တော်တို့ကဒီတကယ် neuroscience ရပြောမယ်ဆိုရင်တော့ဒါကို theory of mind လို့ခေါ်တယ် theory of mind ဆိုတဲ့ဟာတခြားလူမှာလည်းကိုယ့်လိုမျိုးပဲအမြင်တစ်ခုရှိတယ်ဆိုတော့နားလေဖို့ဒါလူတိုင်းမှာနားမလဲဥစားပါတော့ကလေးတိုင်းမှာမဖြစ်သေးဘူးသူတို့2 နှစ်နဲ့3နှစ်လောက်မှာသူတို့မှာစပြီးတော့သိတာနောက်ကျတော့သူတို့စိတ်ထဲမှာသူတို့ထင်တယ်လို့ပဲလူတွေအကုန်လုံးကလည်းထင်တယ်လို့သူတို့ကထင်ထားတာပေါ့နော်တခြားလူမှာ mind ရှိတယ်လို့သူတို့မသိဒါပေမဲ့တဖြည်းဖြည်းအသက်ကြီးလာတော့မှသိတာအဲ့တော့ဒါပေမဲ့အဲ့ဒါကိုလည်းကျွန်တော်တို့ကပို့ပြီးတော့သိတာလာအောင်ကျွန်တော်တို့ကဒီ POV ကိုမြင့်တင်ပေးဖို့ POV ကိုမြင့်တင်တဲ့အခါမှာတော့စာဖတ်တဲ့အခါမှာပဲဖြစ်ဖြစ်ရုပ်ရှင်ကြည့်တဲ့အခါမှာပဲသူတို့ကိုကျွန်တော်တို့ကသူ့အနေနဲ့ဥမာဆိုကြပါစို့ Snow White ကြည့်တယ် Snow White ကြည့်တဲ့အခါမှာ Snow White ကဘယ်လိုခံစားနေရမယ်လို့ထင်လဲဒါမျိုးလေးတွေပေါ့နော်သူ့ကိုဘာလို့ဆိုရင်တခြားလူရဲ့နေရာမှာဝင်ကြည့်ပြီးတော့တခြားလူရဲ့ shoot down ကနေပြီးတော့မြင်နိုင်အောင်ကျွန်တော်တို့လုပ်ဖို့ဒါကလည်းတကယ်တမ်းပြောမယ်ဆိုရင်တော့ကျွန်တော်တို့အသက်ကြီးလာတဲ့အခါမှာ business မှာကျွန်တော်တို့ပြောတဲ့ negotiation တို့ conflict management တို့ဆိုတာလေဒီသဘောတရားတွေပဲတခြားလူရဲ့ POV ပထမအချက်ကတခြားလူမှာ POV ရှိတယ်ဆိုအောင်ကျွန်တော်ကနားလည်ဖို့ပြီးရင်တခြားလူရဲ့ POV ကနေပြီးတော့ကျွန်တော်တို့ကဝင်ပြီးတော့ကြည့်နိုင်ဖို့ဒါကိုကလေးတွေကိုပြောတဲ့အခါမှာဒီကျွန်တော်တို့ story လေးတွေပြောတဲ့အခါမှာကျွန်တော်ကဥစားပေါ့နော်သူတို့ဝင်ပြီးတော့စဉ်းစားခိုင်းလို့ရတယ်ဝင်ပြီးတော့ပြောခိုင်းလို့ရတယ်တငယ်ချင်းနဲ့ရန်ဖြစ်တယ်ဆိုရင်တော့ဒီတငယ်ချင်းကသူ့စိတ်ထဲမှာဘာတွေးနေလို့ဥမာတားကိုဘာကြောင့်မလို့သူကဘူလီလုပ်တာလဲအခါကြလို့ရှိရင်သူစဉ်းစားလာလိမ့်မယ်သူကဘူလီလုပ်တာတခြားလူတွေထက်စားလို့ရှိရင်ဘူလီလုပ်ရတာလွယ်လို့ဘာမှသူကပြန်မလုပ်လို့ဆိုရမျိုးသူတွေးလာအခါကြလို့ရှိရင်ကြတော့မှဒါဆိုရင်သူဘူလီမလုပ်ခံအောင်သူဘာလုပ်ရမလဲဆိုတော့သူကလည်းသူ solution သူကရှာသွားတယ်အဲဒါကြောင့်မို့ဒီ POV ဆိုတဲ့ဟာကျွန်တော်တို့ကလေးတွေကိုစာသင်လို့ရှိရင်တော့ essay သင်ပင်ဆိုရင် POV ကိုကျွန်တော်ကသင်ကြရတယ်ပေါ့နော်ဒါဒီ point of view ဆိုတဲ့ဟာကိုကျွန်တော်ကဘယ်သူ shoot down ကနေကြည့်နေတာလဲဆိုတော့မြင်အောင်ကျွန်တော်ရေးကြတယ်သင်ပေးကြတယ်ဒါပေမဲ့ live မှာကျတော့အဲ့လိုကြည့်တတ်အောင်ကျွန်တော်မသင်ပေးကြဘူးဒီနေရာမှာတော့ဒါဘာလုပ်ဖို့လဲဆိုလို့ရှိရင်ဒီ conflict ဖြစ်လာတဲ့အခါမှာဆိုလို့ရှိရင်လည်း conflict ကိုကိုယ်တိုင်ဖြစ်တာပဲဖြစ်ဖြစ်ဒီကျွန်တော်တို့ပုံမြင်စာအုပ်တွေဒီရုပ်ရှင်တွေထဲမှာဒီလိုမျိုး conflict တွေဖြစ်လို့ရှိရင် POV ကိုကျွန်တော်တို့နားလည်အောင်သင်ပေးပြီးတော့အဲ့ shoot down ကနေပြီးတော့တခြားလူရဲ့ shoot down ကိုကြည့်နိုင်အောင်လုပ်ပေးဖို့ဒါပထမချက်ဒုတိယချက်ကတော့ non verbal communication ကိုလည်းနားလည်အောင်မြင်အောင်သူတို့ကျွန်တော်တို့ကငယ်လေးကတည်းကသင်ပေးဖို့ဒါတနည်းပြောမယ်ဆိုရင်တော့ body language ပေါ့နော်ဥပမာသူ့ရဲ့ body language ကဘာမှားနေတယ်လဲမိဘကိုပြန်ပြောတဲ့ခါမှာလက်ပိုက်ပြီးတော့ပြန်ပြောတဲ့ဟာမျိုးလားဒါမှမဟုတ်သူကဆိုတာပေါ့နော်လက်ပိုက်တဲ့ခါမှာလည်းသူမကျေနပ်လို့လက်ပိုက်တဲ့ဟာမျိုးတွေလည်းရှိနိုင်တယ်ကြောက်လို့လက်ပိုက်တဲ့ဟာမျိုးတွေလည်းရှိနိုင်တယ်အဲ့သဘောတရားလေးကိုလည်းတခြားလူကိုကြည့်လိုက်ခြင်းအပြင်သူတို့ကဘယ်လိုမျိုးခံစားနေရလဲဆိုတော့သူတို့ကိုမြင်အောင်ကြည့်နိုင်အောင်ပြောပြဖို့ဥစားပေါ့နော်ကိုယ်တိုင်ကလည်းစပြီးတော့ဒါလေးတွေကိုနားလည်အောင်ကျွန်တော်လုပ်ထားပြီးတော့ကလေးတွေနဲ့လည်းသူ့ကိုကြည့်မှဆိုရင် तू ကဘာကြောင့်မလို့လက်ပိုက်ထားလဲဘာကြောင့်မလို့ခါးထောက်ထားရထင်လဲဘာကြောင့်မျက်မှောင်ကြီးကျုံထားရထင်လဲဒါမျိုးတွေကျွန်တော်တို့ကသူတို့ကိုမြင်တတ်အောင်ကြည့်တတ်အောင်ကျွန်တော်ကစဖြည်းဖြည်းချင်းစီသင်ပေးဖို့ပြီးတော့နောက်ဆုံးတစ်ခုကတော့ conflict ဖြစ်ပြီးဆိုလို့ရှိရင်သူတို့ sorry ပြောတတ်အောင်နဲ့သူတို့ကိုဒါကိုဘာဆက်လုပ်လဲဆိုတာသင်ပေးဖို့ကလေးကရန်ဖြစ်မှာပဲကလေးကတော့တယောက်နဲ့ကြောက်လူတာတို့ဘာလို့ဖြစ်မှာပဲဒါပေမဲ့အဲ့လိုမျိုးဖြစ်ပြီးပြီဆိုရင်တော့မှဒါကိုပြန်ပြီးတော့ဒါကိုဘယ်လိုမျိုး resolve လုပ်လဲဆိုရ resolve လုပ်တယ်ဆိုတာလည်းအရင်ခိုက်ခဲမဟုတ်ပါသူဘယ်လိုမျိုးပြန်ပြီးတော့
sorry ပြောမလဲတစ်ဖက်လူက sorry ပြောလို့ရှိရင်သူတို့အနေနဲ့ဘာပြန်ပြောမလဲပြီးရင်သူတို့ကိုယ်တိုင်လည်းဘာတွေဆက်လုပ်မယ်ဆိုတဲ့ဟာကိုသူတို့ဒါကျွန်တော်တို့ကသိအောင်သူတို့သင်ပေးထားတယ်အဲဒါမလို့စကြတဲ့အားပေါ့နော်ငငယ်လေးကလေးကတော့ကျွန်တော်မိသားစုတွေထဲမှာဒီကလေးတွေကို we mindset ဖြစ်အောင်ဒါမှမဟုတ် we အနေနဲ့ကျွန်တော်ကြည့်တအောင်သင်ပေးမယ်ဆိုရင်ဒီ society ထဲမှာလည်းဒီအရန်တကူကောင်းဆန်တဲ့ဟာမျိုးတို့တယောက်နဲ့တယောက်မစာနာတာတို့ဆိုတဲ့ဟာကနည်းသွားတယ်ခုနကပြောခဲ့လို့ပေါ့နော်ဒီ society မှာဆိုရင် family ဆိုတဲ့ဟာဒါ smallest unit တိုက်တလုံးမှာဆိုရင်ဒါမိသားစုဆိုရင် okay တလုံးပေါ့နော်ဒီ okay လေးတွေက value တွေတူနေရဆိုလို့ရှိရင်ဒီတိုက်ကအေးစစ်စစ်နဲ့စောက်လို့ရတယ်ဒါပေမဲ့ okay တွေကတယောက်တစ်မျိုးတွေဖြစ်နေတယ်တစ်ခုနဲ့တစ်ခုမတူပဲ့နေတယ်ကျိုးနေတယ်ကြားထဲမှာမှုတွေဖြစ်နေဆိုလို့ရှိရင်ဒီ society ကလည်းဘလို့မှတိုက်တလုံးကောင်းကောင်းမဖြစ်လာဆိုတဲ့သဘောမျိုးဆိုလိုထားအဲ့တော့အားလုံးကိုပြန်ပြီးတော့ချုပ်ပြောလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ပြောသလိုပဲဒီစာအုပ်လေးကတော့ parenting ကိုဘယ် shoot down နဲ့ကြည့်တာလဲဆိုရင် brain ရဲ့ shoot down နဲ့ကြည့်တယ်အဲ့ brain ရဲ့ shoot down မှာတော့ဘာကိုဥတည်ပြီးတော့ဘာကိုအဓိကထားပြီးတော့သွားလဲဆိုရင် integration ဆိုတဲ့စကားလုံးလေးကသူကအဓိကထားပြီးတော့သွားတယ် integration လုပ်တဲ့အခါမှာသူကဘယ်လိုမျိုးသွားဘယ်နှမျိုးကိုသွားပြောသွားလဲဆိုရင်၅မျိုးကိုပြောသွားတယ်ပထမတစ်ခု horizontal integration left brain နဲ့ right brain အရင်ချင်းကျွန်တော်တို့က right brain ကို connect လုပ်ပါပြီးတော့မှကျွန်တော်တို့က left brain ဘက်ကိုဆွဲခေါ်ပါပြီးတော့မှကျွန်တော်တို့က integration နောက်တစ်မျိုးကကြတော့ or the vertical integration ပေါ့နော်ဒါကတော့ upstairs နဲ့ downstairs brain ဒီမှာတော့သူက integration of the strategy ၃မျိုးကိုပြောသွားတယ်တနည်းပြောမယ်ဆိုရင်တော့အပေါ်ကစောက်လို့မပြီးသေးတဲ့အပေါ်တက်ကိုကျွန်တော်တို့ကပို့ပြီးတော့မြန်မြန်စောက်လို့ရအောင်ရယ်ကောင်းကောင်းမွန်စောက်လို့ရအောင်ကျွန်တော်တို့ကလေ့ကျင့်ပေးဖို့ number 3ကတော့ကျွန်တော်တို့ရဲ့ memory integration မှာလုပ်ရမယ့် strategy နှစ်ခုရှိတယ်သူတို့ရဲ့အရင်တုန်းက implicit memory တွေကိုကျွန်တော်တို့ကသူတို့ story တွေပြန်ပြောခိုင်းပြီးတော့ explicit ပြန်ကျွန်တော်တို့ဖြစ်အောင်လုပ်ပေးဖို့ပြီးတော့ဒါကိုပြန်ပြီးတော့ integrate လုပ်နိုင်ဖို့ number 4ကတော့ဒါ United States of Me ဆိုတဲ့သဘောတရားအတိုင်းပဲကျွန်တော်တို့ရဲ့ focus လုပ်ထားတဲ့ဟာတွေကိုပြောင်းပြီးတော့ကျွန်တော်တို့ကဘာနဲ့ပြန်ပြီးတော့ဒီဟိုသာပေါ့နော်the wheel of awareness ဆိုတဲ့ဟာလေးကိုကျွန်တော်တို့မှတ်မိမယ်တင်တယ်အပြင်မှာကျွန်တော်တို့ focus လုပ်တဲ့ဟာတွေကိုအတွင်းကိုကျွန်တော်ပြန်ပြီးတော့ဆွဲခေါ်ဖို့ပြန်ပြီးတော့ချုပ်ဖို့ဒါအားကြောင့်ကျွန်တော် Venn diagram လေးနဲ့ပြထားတယ်နောက်ဆုံးတစ်ခုကတော့ me to we integration ဆိုတဲ့အပြင်ကကိုတယောက်တည်းမဟုတ်တော့ဘဲနဲ့ဒီနေရာမှာတော့မိသားစုလေးနဲ့စပြီးတော့ integrate လုပ်ဖို့ဆိုပြီးတော့ပြောထားတယ်အဲ့ဒီဟာလေးကလည်းသူ့ရဲ့ shoot down လေးရယ် parenting ကိုသူပြောထားတဲ့ shoot down လေးရယ်လုပ်ရမယ့် integration အချက်လေးရယ်နားလည်ရလဲလွယ်တယ်ပြီးတော့တကယ်လက်တွေ့လဲလုပ်လို့ရတဲ့သဘောတရားလေးပါတယ်အကြောင်းမလို့ဒီစာအုပ်လေးကိုကျွန်တော်အရင်က parenting နဲ့ပတ်သက်ပြီးလို့မျှဝေလိုက်ထားပါအဲ့တော့မေကွန်းရှိလို့ရှိရင်တစ်ခုနှစ်ခုလောက်ဖြစ်ကျွန်တော်မေးလို့ရတယ်ဒါမှမဟုတ်ဒီထက်က key takeaway နဲ့တကယ် key point အနေနဲ့ဗာလေးရလိုက်လဲဆိုတဲ့ဟာလေးလဲshare လုပ်ကြည့်ပေးပါတရားနှစ်ယောက်လောက်ကိုယ့်အတွက်တကယ် key takeaway ကဘာဖြစ်မလဲဆရာက parents တယောက်အနေနဲ့ရောဒီဟိုပါဘောနော်ဒီကလေးတွေရဲ့ဒီရှေးရုပ်ကိုစိတ်ဝင်စားတဲ့လူတယောက်အနေနဲ့ရောသတိထားမိရတဲ့ကူကဒီ neuroscience ကိုကျွန်တော်တော်တော်လေးစိတ်တော်ဝင်စားတယ်တော့တိတ်အရေးကြီးတယ်လို့မထင်ခဲ့ရဘူးပေါ့နော်ဒါပေမဲ့ဒီကနားထောင်ပြီးတော့မှတကယ်ရှိတဲ့သဘောတရားဒီကလုံးပုံဒီနားလေသားရင်တခြားတော့သူ့ရဲ့ပို့ပြီးလေးနဲ့လာတဲ့ psychology ဘိုင်းတို့တခြားတော့ parenting ဘွားတွေကပိုလီဝါလို့ကျွန်တော်မြင်နေပါတယ်နေ့ကခုနပြောလို့ပဲဒီမြန်မာနိုင်ငံမှာဆိုဘာပြီးတော့ဒီကိုဗစ်ရောဘာတော့များနေတဲ့ခါကျတော့ stress တအားများနေတာတခုပါမိဘရဲ့ problem များ focus ကသူတို့ရဲ့ emotional မှာဟိုဟာနယ်လေးအဓိကပါများတယ်ပေါ့နော်ဆို emotional များနေကြတယ်ကလေးတွေကိုမိနေကြတယ်ကျွန်တော်ကိုယ်တိုင်ပဲအနေသားတစ်ခုမှာဒီဟာလေးရေးကြည့်ပုံကြီးကလည်းရေးကြည့်ရဲ့ဆိုတဲ့အကြောင်းပြီးခါကျအသက်ကြီးသွားတဲ့ဒီခုနကပြောလို့ပဲ upper brain ကိုကျွန်တော်ကိုယ်တိုင်လည်းတစ်ခါကြိုင်မပြေသေးဘူးထင်တယ်ဖြို့ဟိုဟာတော်လေးလိုနေသေးတယ်ထင်တယ်မပြေသေးဘူးဆိုတာတော်လေးလိုနေသေးတယ်ဖြည့်ဖို့အတွက်ပေါ့ဆိုတော့ဒီကလေးကိုအခုတွေကလိုဖြည့်ရမယ်ဆိုတာလေးတော်တော်သဘောကျတယ် particular level ဘိုင်းပေါ့ဒါကျွန်တော်ရရခဲ့တဲ့ဟာလေးဟုတ်ကဲ့ကျေးဇူးပါဟုတ်တယ်တစ်ခါလေးကကျွန်တော်ကိုယ်တိုင်လည်းဖြစ်တတ်တယ်ပေါ့နော်ဒေါသအရင်ထွက်ပြီးကလေးကို aura တို့ရိုက်တော့မရိုက်ပါဘူးကျွန်တော်ကတော့အဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါဆိုပြန်စဉ်းစားလိုက်ရမှာကျွန်တော်တို့ရဲ့အပေါ်တက်ကိုကနည်းနည်းလေးအမိုးကပေါက်နေတယ်ဆိုတဲ့ဟာလေးကိုပြန်စဉ်းစားကြည့်ရအောင်ဒီဟာကကလေးတွေအတွက်လို့ပြောပေမဲ့ကျွန်တော်တို့ကိုယ်တိုင်လည်းသုံးလို့ရတဲ့ integration ၅ခုလို့ကျွန်တော်ပြောရမှာပေါ့နော်
ဟုတ်ကဲ့ဆရာဟုတ် Okay အဲ့ဒါကျေးဇူးပါကျွန်တော်ဒီ slide လေးရယ်နောက်တစ်ခုကတော့ဗာလဲဆိုရင် one pager ပေါ့နော်ဒီစာအုပ်ထဲမှာပါတဲ့ one pager လေးကိုလည်းကျွန်တော်upload လုပ်ပေးထားမယ်အဲ့တော့နှစ်ခုစလုံးကိုဒီဟိုပေါ်မှာ download ယူလို့ရအောင်အဲ့တော့အလွယ်တကူမှတ်မိအောင်အဲ့ဒါဆိုရင်ကျွန်တော် live ကိုတော့ဒီမှာပဲရပ်လိုက်ပါမယ်ပြီးတော့ဒီ live နားထောင်နေလို့ရတော့နောက်ထပ်မေးခွန်းတစ်ခုလောက်ဆက်ပြီးတော့ဆွေးနွေးလို့ရပါသေးတယ်ကျေးဇူးအများကြီးတင်ပါတယ်